view ဆိုင်မှာနော်ပရိသတ်ကောင်းတယ်လာအပိတာမန်းနဲ့တော့မဆန့်ဟုတ်တယ်နော်ညီညောင်ဘသူမှပြန်ဆိုင်ပြီးကျွန်တော်တီးချင်းမဟုတ်ပါဘူးဟုတ်နောက်မှလည်းကျွန်တော်တီးမှာဟာတွေကကျွန်တော်ထက်ပညာအများကြီးกว่าကျွန်တော်ကိုယ်တွေပါညီညောင်ဆိုတော့မနေ့တနေ့မှာဆိုင်းကြဖြစ်တာဟုတ်ကဲ့ဟုတ်ပြီနော်ဒီနေရာမှာကျွန်တော်ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေပရိသတ်မေတ္တာရှိရင်တော့ကောင်းပြီးသားပါကောင်းပြီးသားပါဟုတ်ပြီနော်လူတဦးနဲ့တဦးမေတ္တာမှာခေါင်းမလာရင်ဘာပဲလို့အဆင်မပြေဘူးပြမှန်ပါဗျာဟုတ်ပြီနော်ရင်းထဲမှာမေတ္တာတရားသာကိန်းအောင်ပြီးပွားပြီးနေပါဘဝမှာအေးချမ်းဆုံးဖြစ်ပါလိမ့်မယ်ဟုတ်ပြီနော်ဟုတ်ဒီနေရာလေးမှာကျွန်တော်ဦးကြီးဥက္ကလာဘီယူဆိုင်ကြီးအောင်ကျွန်တော်ဒီပွဲမှာခေါ်လာတာဒီနေ့လည်းကျွန်တော်ကန်ဆိုးတယ်မနေ့တနေ့မှာရေကွင်းဒီရဲ့စီလိုဒီကျွန်တော်လင်မယားနှစ်ယောက်ခေါ်တာထွက်ပြေးသွားကြီးတာပဲတကယ်ကျွန်တော်3နှစ်လုံးကြုံရသူ့ထဲကနှစ်တိုင်းကိုပြေးနေတာပြေးတဲ့လူကကျွန်တော်မဟုတ်ဘူးသူများပတ်စံပေးရမှာကြောက်လို့ထွက်ပြေးရတယ်ဟုတ်တယ်ပတ်စံလေး350နဲ့သူတို့ကြောက်နေတယ်သူတို့မကြောက်ပါဘူးဟမ်ကြောက်ပါဘူးဘာလို့တော့ကြောက်တနေ့ကကျွဲကိန်းစောတာ350ရှုံးတယ်ဟာအိမ်ကငွေပေးတယ်မတ်ထေးတယ်ပတ်စံသွားချီတာချီတော့150မနေ့ကဆက်ခဲ့တာကြေပေါ့ဟဲ့တရက်ထဲကဘလို့ဆက်တော့ဆက်တိုက်ရင်ကြေတယ်ဘလို့ဆက်ညင်းပြလိုက်တာငါစီလာခဲ့မင်းတို့ကောင်ဓာတ်နဲ့ကိုထိုးမှာစက်တန်ကြီးပါညင်းပလိုက်အတော်မကောင်းနေကောင်ကဲလို့ထွက်ပြေးတော့ဒါကျွန်တော်ဦးကြီးပါဥက္ကလာတဲ့သူကလည်းလိုက်တာကတဆိုင်ပေါ့ကဲဒီဘက်မှာကျွန်တော်ခေါ်လာခြင်းဖြစ်ပါတယ်တီးလုံးတိုက်တာချင်းမရှိပါဘူးဟုတ်ပြီနော်အနုပညာသမားတဲ့အကင်းပါမှလည်းထမင်းစားရတယ်ဟုတ်ပြီနော်ကဲဥက္ကလာဘီကလေးစိုက်ကြည့်အောင်ရှင်းမှလည်းမှတ်တတ်တယ်တင်ထားတာနော်ညီညောင်တို့ငားထားတာဘာမှဟုတ်ပါဘူးကွာလို့တော့ပြောမခံရစီနဲ့နော်ဥက္ကလာယူဆိုင်မယ်နော်နာတာတီကွဲလေနောက်တစ်ချက်ဝယ်ပေးမယ်ရကွင်းတစ်ချက်ကိုတပွဲရကွင်းတစ်ချက်ဆိုရင်ကို2သိန်းကျော်လောက်ဖြစ်သွားဟုတ်ပါခေတ်ကလည်းကွန်စီနိုးတွေတက်တာပြိတ္တအမြင်မှာပဲဟုတ်တယ်နော်လူရတာလည်းမလွယ်လို့ညီညောင်တို့ပေးထားရတဲ့ပတ်စံတွေကလည်းအများကြီးပါကျွန်တော်ကဒီနေ့ညတီးမယ်မနေ့ပြန်တီးပြီးတယ်နဲ့ကျွန်တော်တန်ရတန်ကြီးလက်ထဲထည့်ပြီးကျွန်တော်လက်ထဲယူပြီးပြန်သွားပြန်ပါပဲဟုတ်တယ်နော်ဟုတ်ပါလူတွေမြင်မှကြောက်လို့ကျွန်တော်အတူတကအလုံးမကကျွတ်energy တွေထည့်ပြီးကျွန်တော်ကျွတ် energy ခိုင်းကြီးဆွဲပြီးပြန်သွားပြန်ပါပဲအဲ့တော့တို့ကျွဲထီကကျွန်တော်မိသားစုများတော့ပြောပါလိမ့်မယ်ဘာမေးမလဲညီညောင်ရမင်းငါတို့ရကတော့ပတ်စံတွေယူသွားပါငါတို့ကကြတော့နင့်ဘာဟောထားခဲ့တော့လို့မေးရင်ကျွန်တော်တို့ကဒီအတန်တွဲလေးတွေထားခဲ့ရတာဟုတ်ပါဟုတ်ပြီနော်ညီညောင်ရုပ်ပြလာခြင်းလားမဟုတ်ပါတချင်းဆိုလာခြင်းလားမဟုတ်ပါဘူးကျွန်တော်ဆိုင်းအတန်တွဲလာပြီးတော့ရောင်းစားခြင်းဖြစ်ပါတယ်တီးကြည့်ရလာပါဦးလုံကြုံအောင်ထိတ်ထိတ်နေစိတ်လုံးကိုလူပါသည်ဖိစားတွားရင်လာပါလိမ့်မည်တရားပါလာသည်ဘုရားစိတ်ပါနာသည်ယေစတိလာပါဦးလုံကြုံအောင်ထိတ်ထိတ်နေစိတ်လုံးကိုလူပါသည်ဖိစားတွားရင်လာပါလိမ့်မည်တရားပါလာသည်ဘုရားစိတ်ပါနာသည်အဲ့ဒီအခါကျရင်လူကြီးမိဘယူစီရမည်ဒုစရိုက်တရားတွေကိုပေရှားကြဖို့စိတ်တော်မူတော်သည်တောင်းပြီးကဲတည်ပြီးမကောင်းမှုတွေပေရှားမေးတယ်ဖယားတရားတော်နဲ့ညီတောင်းတဲ့သူကကဲတည်ပြီးမကောင်းတဲ့သူတွေပေရှားမေးတယ်ဖယားတရားတော်နဲ့ညီအလောကများတော်ရရှာဒီကနာတရားအတိချမနာဒီပင်ဝါမီတရားသာသနာရောက်ချိန်ဒီပါဒီတချင်းကဒါနောက်ဆုံးပဲဖြစ်ပါတရားသာသနာရောက်ဖို့နီးပါပြီနီးရုံတင်မကောက်ပါဘူးရောက်နေပါပြီကိုချစ်ကိုအခုသာသနာသည်တရားသာသနာဖြစ်ပါတယ်ဟုတ်အဲ့တော့ဒီတချင်းအားလုံးနားထောင်တတ်ရင်တော့ဘာဝနာပါနားမထောင်တတ်ရင်တော့တဏှာပါတဏှာဘက်ကိုခုဆက်သွားမှသို့သည့်အတွက်ဒီတချင်းလေးကိုနားထောင်ပေးပါဟုတ်အားလုံးအတွက်အကျိုးရှိတဲ့တချင်းပါဟုတ်ပြီနော်ကောင်းတာတော့မှကောင်းတာဖြစ်ပါလိမ့်မယ်ကိုပြုတ်တိကံပဲ့တင်တန်းတဲ့ကိုထံပြန်လာမှမလွဲပါဘူးဟုတ်ပြီနော်စိတ်ကောင်းမွေးပါဟုတ်ပြီနော်စိတ်ထားကောင်းရင်ကံကောင်းမှအမှန်ပါပဲကျွန်တော်ဘင်းကြီးမှာရေးထားတာစိတ်ရဲ့အတိုင်းအကျိုးပေးမည်တဲ့တိတ်ကောင်းတဲ့စာသားလေးပါကိုပြုတိကံပဲ့တင်တဲ့ကိုထံပြန်လာမှမလွဲပါဘူးခင်ဗျာကိုကောင်းတာလို့ရင်ကောင်းတာဖြစ်ပါလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ဒီနေရာလေးမှာညီညောင်ပြောချင်တာကဘာလဲလို့မေးရင်အင်ကြီးချင်းတော့တူပါတယ်တူတယ်နော်တချို့ကဘာကွဲတော့လို့မေးရင်တချို့ကဘီတော့ဝစ်သလားတချို့ကဗရန်ဝစ်သလားတစိမ့်တော့ကွဲတယ်ဗျ
ညီညောင်မင်းဘာကိုပြောချင်တာလဲလို့မင်းဆိုင်ချင်းတော့တူပါတယ်အတန်အတွက်တော့ကွဲတယ်ဗျဒါလေးတော့နားထောင်ပေးပါနောက်ဆုံးမိပိုင်လီကုန်းကျဘလို့တီးတော့နားထောင်ကြည့်အောင်ရမယ်ပရိသတ်ကောင်းတာအပြုတ်ကိုမကမ်းဘူးလေတကယ်ပါကျွန်တော်ကြွေးထီမိသားစုကျေးဇူးလည်းအများကြီးတင်ပါတယ်နောက်လည်းဆိုင်နေအများကြီးဝင်ရမှာဘယ်ဆိုင်လာလာဒုပရိသတ်ဒလိုရာနားထောင်တို့ရွာဘယ်ဆိုင်မှလိမ့်စားလို့မရပါဘူးပရိသတ်ကောင်းရင်တော့ကျွန်တော်မိသားစုများဆိုင်လိမ့်စားလို့မရဘူးပြိုပရိသတ်ကညံနေတော့ဆိုင်ကလည်းဗာတီးလို့တီးသွားမှသိမှာမဟုတ်ပါဘူးအဲ့တော့ဒီနေရာလေးမှာကျွန်တော်တခုပြောချင်ပါတယ်ဘာပြောချင်တာလဲလို့မင်းကျွန်တော်ဆိုင်ထဲမှာလိုက်လာတဲ့သူ15ယောက်လောက်တော့ကြောပါတယ်အလူရင်ကသမင်းနေလဲကျွေးပြီးပါပဲကျွန်တော်လူတကာလုံးမပြင်ရင်လည်းတစ်ဖွဲသားလုံးကိုပတ်စံနေရှင်းပြီးဦးမှာပါဒီလိုကျေးဇူးရှင်မျိုးဆိုတာရှားပါတယ်ကျွဲတီဆိုတာကျွန်တော်3နှစ်ရောက်ပြီပါပြီ3ခေါက်ကျွဲတီကကျွေးတဲ့သမင်းကျွန်တော်တို့တစ်ဖွဲသားလုံးစားနေရတာပါကျွန်တော်တို့ကျေးဇူးမရှိပါဘူးရွာကပေးတဲ့ကျေးဇူးပဲရှိပါတယ်အဲ့တော့ဒီနေရာလေးမှာကျွန်တော်ပြောချင်တာကကျွန်တော်ဆိုင်းတစ်ဖွဲသားလုံးရောက်တဲ့အချိန်လေးမှာစေတနာထားပြီးတော့လှုပ်ပေးပါဘသူကိုပြောချင်တာလဲလို့မင်းကျွန်တော်ဆိုင်ထဲမှာဒါဆိုကျွန်တော်ဆရာဖြစ်ပေမဲ့အလုတ်ကိုအသေးကအစအကုန်လုပ်ပါလေတစ်ဖွဲလုံးဒီဘက်ကကြောင်အကုန်လုပ်ကြိုးစားတယ်ဘယ်ကောင်နေမကြိုးစားတော့မမင်းနဲ့မနက်ကကျွန်တော်စောကြီးမန်းတက်ရှိဆိုင်ကားကြီးထိုးတာကျွန်တော်အစတစ်တာချတယ်တကယ်ပါကျွန်တော်ကြည့်နေတာဆိုင်ကားကြီးကကျွန်တော်ဆရာလေးတစ်တာချလို့ဒီဘက်ကကျွန်တော်အကူအလဲလဲတစ်တာတွေချလို့တစ်တာမချတဲ့ကောင်တွေကအလွင်ရှိဆိုင်ကားလဲထိုးရောတစ်တာမချပဲအလွင်ကတဲတဲ့လက်ဖက်တော့လောက်ချောင်းနေတဲ့ကဲကိုအကြောင်းကိုသိတဲ့လူရှင်တော်နှစ်ကောင်ထားစမ်းပေါ့ဒီဘွဲမင်းတို့နဲ့ငါနဲ့တွေ့ကြသေးလားတော့ပါတော့ခွေးဟောင်းတိုင်းသာထားကြည့်နေရင်ခွေးဟောင်းတိုင်းသာထားကြည့်နေရင်ညာတိုင်းအေးရေးပြောလို့ရှိမှာပေါ့မင်းသိလားဗျာမင်းသိလားလို့ရဟဲ့မင်းသိလားဟဲ့မင်းသိလားဗျာမင်းသိလားဟာကနေအော်ဖြတ်ကြမှာကောင်းပါလေဟာဒီမှာဟဲ့ဖားတွေ့လို့ခရုပ်ဖုံးရင်အိုက်ပြက်ယုံမဲ့ရှိမယ်ဆိုတာမင်းနားလေရဲ့လားနားလေရဲ့လားဒီနားလဲလားရနားလေလားငါ့ကိုပြန်မရှိတဲ့စောက်ခွက်ကြီးဖျက်ရိုက်ပြင်မှာလောကကြီးမှာအကောင်ကြီးလိုက်တာကြောက်နေရမယ်ဆိုရင်စေးဆိုတဲ့တရားဝါကြီးကိုဖယားတင်ပေါ်တယ်ပြီးငါတို့ကညာတဲ့ဝိချအိန္ဒိယမလားမင်းတီလာရဟဲ့မင်းတီလာလို့ရမင်းတီလာပါဖယားလည်းတချီးတွေရွေးကြတော့မယ်ငါဖတ်မှတ်နေရောဒီမှာဟဲ့ကိုတိတ်ပြီးဘဝင်နေမြဲမနေနဲ့စက်ပြကောင်းလို့ခေါင်းပေါင်းဖြူတယ်ဆိုတာဟောဒီအုံနောက်ကြီးကမမေ့နဲ့ဘယ်တော့မှမမေ့နဲ့တထောင်လာကြည့်ရှေ့ကြည့်မှာဘောမတာရဲ့နားထောင်ကောင်းလို့နားထောင်နေရမထင်နဲ့ကြားပါခင်ဗျာကျွန်တော်ပြိတ္တကြောင်ကကြောင်မိတ်ကြောင်ကကြားဖြစ်ခြင်းလို့မရပါဘူးကို့အစင်ကိုသိပါအာကာဘာလို့လူရောပုဒ်တော်အတန်းတော့ကြည်နေတာအာကာဘာလို့ဒီပွဲမင်းပတ်စံငါစီကဘယ်လောက်ယူလဲ3သိန်းကဲမင်းဘာတွေလုပ်ပြီဟမ်
မင်းဘာတွေလုပ်ပြီးပြီတော့3သိန်းနဲ့တန်အောင် သမင်းစားပြီးကြေရိုးနဲ့ပကံနဲ့ ပရိသတ်အကြားပါပဲကျွန်တော်တပွဲ3သိန်းပေးရကဲဘယ်ဘက်ကပြိုဝိုင်းကြေပြောစမ်းမအောင်ကွာပြိုဝိုင်း ဟာရော အတန်းကိုပဲစင်းကုန်ပုတ်တဲ့အတန်းနဲ့ ငါဘာပုတ်ပုတ် ပြိုဝိုင်း ဟာရောကြော ဒီကောင်မျက်နှာကြည့်ရတဲ့ကောင်မုန်းပြတဲ့လက်ကြီးမီးများထားတဲ့မျက်နှာကြီးနဲ့တူးလာတယ် ဒီကောင်ကြည့်အောင်ဒီကလေးအောင်စပုအပြုံးလေးမြင်ဖို့ထမောင်း ဘာဖြစ်တယ်အောင်စပု အောင်စဘူးအပြုံး ဟုတ်တယ် အောင်စဘူးကဘယ်လိုပြုံးတာခင်ငါမသိလို့ တေချာကြီးဟိုကမင်းသားကားတဲ့အောင်စဘူးလူရှင်တော် ဘာတော့ အောင်အနူ နမဟီအနု အောင်အနူ ရည်စရာလောက်ရင်ခုခေတ်ပရိသတ်ကြိုက်ပါတယ် yes အဲ့တော့တတိပြောချင်တာကဘာလဲလို့မေးရင်အားလုံးကလူရှင်တော်ကြီးရရင်စိုက်ကောင်းနေလို့ဖြစ်လာတဲ့ခေတ်အဲ့တော့အာကကြီးရတာကကြီးရတာပဲဒီနေရာမှာညီညောင်အလုတ်ကိုအလုတ်နဲ့တူတူတန်တန်ငါလှုပ်ချင်တယ် ရှားတယ် တော့ပေါ့တယ်နော်ယူထားတာဒီ3သိန်းပြိုဝိုင်းမင်းဘယ်လောက်တော့ 3သိန်းနဲ့1ထောင် ဘာဖြစ်တယ် 3သိန်းနဲ့1ထောင် ငါပေးတာ3သိန်းနဲ့ပါ 1ထောင်ကတော့ဘွဲတွေကခိုးထားတာ ဒီမင်းငါလို့ချတာပဲဘာမှလည်းဒီ 2ယောက်ပေါင်းတော့ပတ်စံ6သိန်းရှိပါတယ်ဒီနေ့ညတန်အောင်အလုတ်လုပ်ကြည့်ရ လောက်လိုက်လေ ငါလည်းတန်အောင်လုပ်လို့မင်းတို့လည်းတန်အောင်လုပ်လို့ တနာတယ် ပါဇက်မှမခိုးနဲ့နော်ခိုးတာငါမကြိုက်ဘူးလုပ်ကြည့်ရ မင်းလားရှက်ကွာ မင်းလည်းနောက်မင်းဘက်ကမတန်းဘူးကလုံးဝပြောနေငါလည်းကြိုးစားမယ်မင်းလည်းမတန်းဘူးတစ်လုံးမပြောနဲ့ကြားလာရတခေါ်မှသာခင်မကြည့်လားအစစ်တော့ငါဆက်လို့ ညဘာဖြစ်တယ် မင်းလည်းငါတို့မတန်းဘူးလို့မပြောနဲ့ ကဲဟုတ်ပါပြီမတန်ဘူးလို့မင်းတို့မပြောစီချင်ဘူးလား ပြောတယ် မတန်ဘူးလို့မပြောစီချင်ကဲမင်းဒီနေ့ညတန်အောင်လုပ်လို့မင်းတို့ငါသိအောင်တစ်ခုမှပြောမယ်သူများပတ်စံလွယ်ယူပြီးလွယ်လှုပ်စားတဲ့ကောင်ကအဲ့ဒါမသိပဲခိုးစားတဲ့တခိုးပဲနော်မင်းတို့တခိုးမဖြစ်ချင်ဝါလေးတွေကင်တာဝါတီးမှစားတာထင်မကြည့်ဘူး ဘာကြီးอ่ะဘာမင်းဘာပြောလိုက်တာ ဝါတီးမှစားတာ ဝါတီမစားရတာ ဟုတ်တယ် ကဲဟုတ်တယ်ငါတို့ကလည်းဝါတီမစားရတာမင်းကလည်းအဲ့ပလုံကြီးဒီမှာစားရတာလေအမေငါချင်းမို့လာပြီးဘောလုံးနေတာကြည့်အောင် ခံတော့မခံဘူးဘာဖြစ်တယ် ဟောမင်းလည်းပလုံဒီမှာထမင်းစားရတာ မတူဘူးကွာမင်းသိအောင်ငါရှင်းရှင်းမပြောမယ်ကျွန်တော်ပြည်တယ်များကွာတယ်နော်ကျွန်တော်တီးတဲ့ပလုံခုခေတ်ဈေးနှုန်းနဲ့တွက်မယ်ဆိုတစ်လုံး5သိန်းလောက်တန်းသွား ငါသိ ညီညောင်ကပလုံများစွာနဲ့ကျွန်တော်ကလှုပ်ရှားတာဆိုတော့တိမ်ပေါင်းများစွာတန်တဲ့ပလုံနဲ့ကျွန်တော်ကလှုပ်ရှားတာသူများနေလို့ဘယ်ဝယုံတော့သွားခို့အလကားရတဲ့ဝါနဲ့ကျွန်တော်လှုပ်ရှားတာမဟုတ် ဟာမင်း ပြိုဝိုင်းပြောနေတာ တတောင်းစားဒီလောက်ငိုးနေတာကိုပြောရသလား ရှင်းတယ်နော်မင်းတို့လိုဝါဘယ်ဝယုံတော့သွားခို့အလကားရတဲ့ဝါနဲ့ညီညောင်လှုပ်မစားဘူး မင်းကစော်ကားဒါဒီဝါအိုဘယ်တော့မှမစော်ကားနဲ့ ငါပြောတာမဟုတ်လို့လား ငါတို့ဝါတန်ဖိုးကြီးတယ်ကွာ ဘာဖြစ်တယ် တန်ဖိုးကြီးတယ် မင်းတို့ဝါတန်ဖို့ရှိကတန်ဖို့ရှိပြောတယ်မှာဘာတန်ဖို့ရှိ ငါတို့ဝါဘယ်လောက်ချီတောင်တန်ဖိုးမကြည့်လဲဆိုရင်အခုကလေးတွေစားနေတဲ့မုံတောင်မှာဝါဟာရေခဲမုံလို့ပဲရှိတာပတ်လုံးဟုတ်ရေခဲမုံလို့ဘယ်မှာရှိတော့က အဲ့ဒါတော့မင်းကတိကက်ဘက်ကို မင်းပြောတော့ငါပြောတာလေကွာ တားလည်းမကားဘူးရ လူလည်းထိုးပြီးပါ တားလည်းမကားဘူးရကလေးတွေကြားတော့ပြင်းလာပြီအိတ်ချင်လာပြီအိတ်ချင်တော့ဘာပြောမလို့ကမကြီးဆက်အပြင်းနဲ့ကောင်းတာအိတ်ချင်တာဝါတားလာဝါလို့တန်းလေဖေကလေးမှာတက်လို့မတန်းဘူးကြ အဲ့ဒါတွေငါမသိဘူးမင်းတို့ကတကယ်ကိုစစ်မရှိတာ ဘာလို့စစ်မရှိလဲကွာ ကျွန်တော်ပြိတ္တနားနေအောင်ပဲကျွန်တော်ပြောပြမယ်ဒီဝါဒီကောင်နေကျိုးလို့ဒီကောင်နေတီးလို့ကျိုးသွားရင်ဘာလုပ်တယ်မှတ်တယ် ဘာလို့တော့ ဟိုဘက်ကအိမ်သားတွေကချီးတုတ်တော့ခင်းချောင်းလို့တာအစ်စ်ကိုမရှိတာ ပြောပြပြီကွာ ဒါမရှိတာ ဒါချစ်တော့ခင်ကြောင်ဟုတ်ပြီအဲ့ဆိုမင်းလည်းငါမေးပါအောင်မယ် ဘာဖြစ်လဲ ဒီလာကန်နီးမင်းအမေခင်မြင့်ကြီးချက်ကျွေးလိုက်တဲ့ချက်မောင်ရွက်နဲ့မြင့်စားသလား ဒီစားခဲ့လေ စားတယ်နော် ဒီမလာခင်စားခဲ့ အဲ့ဒီမြင့်ဘယ်ရဖြစ်တယ်မှတ်တော့ ဘယ်ရဖြစ်လဲ ဟာဒီဝါဖြစ်တာအဲ့တော့မင်းလည်းချီတုတ်တုံးချောင်းစားတယ်ကောင်နော်ဟဲ့နောက်ချီတုတ်တန်ကြီးစား မနေ့ကကြရင်မင်းကငါကြွားတဲ့အိမ်လေခေါ်မယ် ဘာဖြစ်တော့ အိမ်လေခေါ်ကြွားတဲ့မှာတော့ကြည့်လိုက်ဖိုးကျိုးနဲ့မဲကျိုးနဲ့နှစ်ယောက်ရှိတဲ့အိမ်ဖိုးကျိုးကဘာပြောမလို့မဲကြီးကို မကြီးကို အတက်ကြီးပြီနော်သမင်းစားရင်လေတတိနဲ့စားနော်ရောဖြည်းဖြည်းလေးဝါစားဖြည်းဖြည်းလေးဝါစားဘယ်ဖိုးကျိုးကမဲကြီးကိုဖြည်းဖြည်းလေးပတ်လုံးစားလို့ဘာတူကပြန်တော့ ပြောတာ အောင်မဒီကောင်နဲ့ခံတော့မခံ ဘာလို့ လို့ စားဖြစ်ကွာ ကဲအဲ့တော့မင်းတို့ဘာကအစ်စ်ရှိတယ်ပေါ့ရှိတယ်ကဲအစ်စ်ရှိတဲ့ဝါလေးတွေကိုင်ထားအလုံးလုံးကြည့်ရ တော့ချာရပြောလိုက် ဟ
လောက်တာဝါလီတွေကင်တာမှားတဲ့ကောင်ကတော့ဘာစင်ကျင်မှမလို့တန့်လျှော့ ဘာဆိုပါတော့ကွာပတ်စံဟာ လောက်ပါနဲ့ဘာစပါနဲ့တခေါ်မှသားရဲမလောက်ပါနဲ့ဒါသာပြေး ငါမေဦးမအောက်မပါတယ်ဘာတခေါ်မှသားတယ်နာမည်ရှိတယ်နာမည်ကော ဟုတ်ပါမင်းပြန်မခေါ်ရကြတာပါလေဟုတ်ပါတယ်ဟိုအိမ်မှာပွဲကားတွေပါလိုက်ဆွဲလေဟိုပွဲကားလာတာလားမသိဝက်ဝဲလာတာလားမသိနွားပွဲသားလားမသိအေးရှိကလိုအေးကြီးနဲ့ဖြောင်းပြီးရှောက်ပြီးတော့လေဟယ်လိုမောင်ပွဲကားလာလေးတော့ကြာတော့လားအားတယ်လာမောင်လာ ဒါပေမဲ့သူ့ရဲ့မဲတခုတော့ချစ်စရာကောင်းတယ်ဗျာသွားရနေငါခေါ်တော့ငါပါတယ်မျိုးလိုက်ကြလားတော့တိတ်မခေါ်မူးရရင်အောင်နှခန့်ရှင်မစိုးတခေါ်နဲ့ သွားအဖီချခတာသွားအဖီ ဒါပေမဲ့တော်တယ်နော်တားလို့သူကပတ်စံနေရှာတယ်မေးကိုပေးတယ်အပ်တယ်မေးရလည်းခမလို့ဘူးကြောက်တော့မှအိမ်ဝိုင်းယူဝဲထားအများကြီး ကျွန်တော်အိမ်ဝိုင်း3ဝိုင်းရှိပါတယ် ဒါပေမဲ့သူတို့မေးအိမ်ဝိုင်းဝဲထားတယ်အုံတော့မရှိဘူး ဘာလို့ အိမ်ဆောက်အိမ်ငါထားလေ ဟုတ်ပါ ထားပါဘူး လက်စားအားရပါတော့ ရှိဘက်ဝိုင်းနေကချမောင်ရက်ဒီဆိုင် ဟဲ့ချမောင်ရွက်ဒီ နောက်ဘက်ဝိုင်းနေကကစုရက်ဒီဆိုင်တယ် ဟဲ့ကစု လာပြီးဆိုင်သမားတွေမနေ့ကဘာကြွေးတယ်မလဲ ဘာကြွေးတော့ ချမောင်ရက်ချက်ညနေဘာကြွေးတော့ ဘာကြွေးတော့ ကစုရက်ကြော စီးတွေကတားတက်နေတာ ကျောက်ကတော့ပြောလိုက်တယ်ဒီမှာခင်းကြီးလို့အခါလာလဲကစုရက်အဲ့ဒါချမောင်ကျောက်တို့ဖိုက်တဲ့ဝင်းကြည့်အောင်လို့မွေစိမ်းကောင်းတွေအောင်တော့မှာလို့ သူ့အမေဘလောက်မဆိုးတော့ဆိုတော့လေနောက်မှာပါတယ်အတင်းပြောတယ်လို့တော့မပြောနဲ့တော့သူ့ရှေ့ပေါ်တင်ကိုပြောလိုက်မယ်ဟိုတနေ့ကချမောင်ရွက်အိုးတဲ့ရေလုံးပြုတ်ကြီးကျုပ်ကိုအိုးငါသားတဲ့မှာဟင်းဝတ်တဲထားဆိုကျုပ်ကတော့ဟင်းကောင်းမှပြီးသွားကြည့်တာဘယ်တော့မှချမောင်ရွက်အိုးကြီးဒါကိုဟိုဘက်ကသူ့သားနိုင်လဲထုံးတယ်အဲ့ဒါအလက်ကောင် လက်ကောင် အဲ့ဒီမကားဘာချစ်ကငါတော့ပြောတယ်မသိဟိုဖဏနဲ့လှမ်းပြတာလေအဲ့ဒီဖဏကဘယ်တော့ကြတယ်မှတ်တော့ဘယ်မှမကြောက်ဘူးချမောင်ရွက်အိုးနဲ့တော့ကြတာကျုပ်မှဘယ်သူမှမမြင်အောင်တာလေးဆဲထားတာဒါကိုငါထားဟောင်းနေဖဏကြတာမသိဘူးအမေစိုးနဲ့ထပ်ပြီးတော့မဲရှစ်လို့ဆိုမဲပြောင်းလေဒီတခါချမောင်ရွက်ကမစိုးတယ်ဘာဖြစ်လို့ဆိုဟောအမေသားဆိုလန်နေဟာတယ်ဘယ်ဟောမလို့ကြာသွားတာသိရင်ဖဏကြီး အဲ့လောက်ပဲငါရသလားအမေသားမဟုတ်ဘူးဖနာ အငတ်တော့ အငါကြီးရဖနာ တော်မင်းတို့အပေါက်လေးတွေပိတ်တာအလွတ်လွတ်ကြည့်အောင် လို့လေ မမားစင်နဲ့နော်မှားတဲ့ကောင်ကတော့ဘာစင်ကျင်မှမလို့ဒီနေ့ညရမယ်ပတ်စံငါတန်းလျှော့မင်းမျက်နှာပါပြည့်နေ ဟိုပတ်သက်ရှော့မှာဆိုလို့ဒီမှာမဲတင်းနေတာပေါ့ဘာမှလည်းမဆိုင်မနဲ့ပတ်သက်ပဲလာထိခိုင်းတယ် တာကြီးရတယ်ငါငွေလို့ဆွဲပြရမယ်မငိုသားမှလည်းမင်းမျက်နှာကြီးကြတာနေရအလဲအပြန်လဲစီချီပုံလဲနေထားကြတာ ဘလို့နေလို့ကွာအဓိကမမဝလို့လား မင်းတို့ပတ်စံနဲ့ကင်ပေါ်မှာရတဲ့ကောင်လေမှန်အောင်တီးမှားတော့ငါတစ်ချက်မှငါမရှိဘူး ရဟေးခမင်းပြုံးဝိုင်းပြပါပြည့်နေမင်းမျက်နှာ မမကြောင့်လည်းမဲတင်းနေတယ် ပြုံးပြုံးလေးလိုစမ်းမှာပြိတ္တလာအားပေးတာမနဲ့နဲ့တော့မဆမ်းဘူးပျော်စရာကောင်းတယ်အလူဟဲ့အလူကြီးပေးနေတာကွာ အလူကြီးပြီးတော့ငါဘာ ဒီ လို့ မင်္ဂလာမရှိမင်းဘာလို့ငုံနေ အော်ငါပတ်သက်ရှော့ရမယ်အေးငါဒီလိုလေးပြုံးကြဟမှာလား အဲ့ဒါတွေငါမလို့ချင်ငါဆိုင်အောင်လိုက်တာငါစီကန်းမင်းတို့လိုက်တာ မင်းကြောင့်တော့ခံရလားမင်းကြောင့် ပြုံးပြုံးလေးငါလိုချင်နေမင်းအောင်လို့ပြုံးပြုံးလေးဟဲ့ယူဝိုင်းမျက်လုံးဖွင့်ပြပါတဲ့ ဒါမှမဟုတ်မဲ့တာဖွင့်ပြရတော့ တကယ်မျက်နှာကြီးကိုဖပြုတ်ကြီးကြည့်နေရတယ်လို့ ဘယ်လိုဖွင့်ပြကြည့်တော့ အတော်မကောင်းတဲ့ကောင်လေဟဲ့အောင် ဘာလို့ ဘယ်နဲ့လဲပြောင်းပါဆိုပြိတ္တပြောင်းနေတဲ့အတိုင်းပဲကွာ ဟောပြုံးနေတာပဲလေတခေါ်ကြီးနဲ့ကွာ 对မင်းတို့ကောင်เนี่ยဒီလိုပြောနေနေမင်းတို့ဒီလိုနှောက်နေမှာအာကဂယုဆိုင်မယ်နော်ငါဆိုင်ထဲမှာမင်းတို့ဟွာတိတ်ရည်ကြီးတယ်ကျွန်တော်ပြိတ္တများနားလည်အောင်ပြောရင်ကောင်းပါတယ်ဆိုတဲ့ဟင်းအိုးကြက်သားအိုးဝက်သားအိုးငါအိုးအဲ့ကောင်းပါတယ်ဆိုတဲ့ဟင်းအိုးတွေထဲမှာမစင်လေးတစ်ပေါက်လောက်ကျသွားရင်အဲ့ဟင်းအိုးတွေကအလကားပဲ ဘာမှလည်းကားဖြစ်ဘူး ဘာလို့လဲ တို့ကရေးစိတ်စားမှာပဲ အဲ့တော့ငါသလားဟဲ့ ဆေးတွေဒါအကြည့်နေလေကွာ တော်မကောင်းနေကောင်အဲ့ကောင်းပါတယ်ဆိုတဲ့ဟင်းအိုးတွေထဲမှာမစင်လေးတစ်ပေါက်လောက်ကျသွားရင်အဲ့ဟင်းအိုးကလကားပဲထိုနည်းတူသားတွေကျွန်တော်ဆိုင်မှာလဲမစင်နဲ့တူတဲ့ဒီကောင်တွေတီးတဲ့ဝါကတစ်ချက်တည်းဖြောက်ကနေမသွားလိုက်ကျွန်တော်ဆိုင်တန် ဘ တော့ ယ် လ လို ကားပဲ လုပ်ပါမယ် ဟိုကလေးတွေနားမလည်ပြောတာမစင်နဲ့မစင်နဲ့မစင်မဟုတ်ခင်ငါတို့ဝါချီချီအချီတော့
အဲ့ဒါလည်းငါမလို့ကျုံငါပြောတာမင်းတို့သဘောပေါက်တယ်နော်ငါဆိုင်ထဲမှာမင်းတို့ကတိတ်ရေးကြီးတယ်တေချာဂယုဆိုင်ဒီစီးချိန်နဲ့ဒီလေးလေးပင်ပင်လေးဒီလေးလေးပင်ပင်လေးဒီ ဟဲ့ဟိုအဲ့တကောင်နားမလဲဘလို့ဘလို့ လေးလေးပင်ပင်လေးဒီ โอเคရပြီရတယ်ကိုကြီးညောင်ရေး စီးချိန်နားလဲတယ်နော် နားလဲလား လေးလေးပင်ပင်လေးငါလို့ကျင်တယ်လေးလေးပင်ပင်လေးဒီ ရတယ်ဟောပုဂ္ဂလိလဲတော့မှာဟဲ့လောက်ကြအောင်ဟိုလေးဖြတ်တော့မှာအမလေးအတော့မမြက်ပြပါဦးမယ် အတော်မကောင်းနေက ရတယ်ပတ်ဆက်ပါရတော့ပါထိုးလိုက်ကိစ္စနာမရှိဘူးစိတ်မဆိုးတော့ဟုတ်လား မင်းကလည်းမြန်မြန်မချဘူးငါဒါကြီးလေးရလေးနေကွာမင်းကမသိသူကြလာဘုံငါလာတတ်တယ်လို့ပဲအမလုံးနဲ့လေဘင်းထုတ်ကြလေပြီးခံနေအဆန်းမပါဘူးလား ဟိုဒီဝါဘယ်ချိန်ဘယ်ကယူလာတော့မသိဘူး မောင်အဆန်းလေးခေါ်ခဲ့ဦးလေ ဟိုမင်းကငါပြောတာအခုစုပေးလာစုချနာမ ပြည်စီ ဟောဘာလဲဘာမှလည်းပါဘူး ဟိုဘာလို့ချင်းမပြီးပဲလို့ပြည်စီပွဲဒီများရပါသေးပတ်စံလေးဝယ်မစီအသက်ရှူတိုင်းငွေဝယ်မစီ ကဲကောင်းလိုက်တယ်စု ဝယ်ဝင်ကြလားအသက်များများရှူညမအိပ်ဖဲရှူညမအိပ်ဖဲရှူ ကဲကျေးဇူးကျွန်တော်ကနော်ကဲမနက်မှစောစောပြန်အေးโอเคနော်အဲ့တော့မနေတယ်စိုးပေးမယ်ဟဲ့အာကမင်းငါတခုမေးပါဦး ဘာတော့ ငါပြောတာစီးချိန်နဲ့ဝါကိုလေးလေးပင်ပင်လေးတီးခိုင်းတာ အေးလေ ဒီဝါကြီးကဘယ်ယူလာလဲ ခမရတပည့်လည်းဆုံးပါဦးဘာတော့သူပဲလေးလေးပင်ပင်ဒီဆိုအေးလေအဲ့တော့ဓာတ်တဲ့လေးတော့ဝါရှိဖို့ရှိတော့ဦးလေရှိဖို့ရှိတော့ မင်းငါဝါကိုစီးချိန်နဲ့လေးလေးပင်ပင်လေးဒါကိုလိုချင်တာတော်ပြီမင်းအသားလေးဝါချလိုက်တော့ကောင်း မင်းကဒီလိုပြောရမှာလေအရသာရှိရှိလေးလေးပင်ပင်ဒီလိုပြောလေလေးလေးပင်ပင်ဆိုတော့ငါဓာတ်ထမ်းကြတာပေါ့ တော်ပြီမင်းအရာမဝင်ဘူးမင်းကိုဝါလေးကိုကိုင်းပြီးမင်းတီးပြေဝိုင်းရစီးချိန်နားလေတယ်နော် နားလဲပါလေဆောင်း သိကြလား သိကြပါလေဆောင်း ငါပေါ့ပေါ့ပါပါလေးလိုချင်တယ်ကွာတော်လက်လက်လေးမင်းတို့လွတ်တာငါလိုချင်တယ်လေးလေးပင်ပင်မတီးတော့နဲ့ပေါ့ပေါ့ပါပါလေးနော် ဘာလို့အဲ့တော့ခွေးစကြတော့ဗာမျက်စိနောင်တွေပါတော်မကောင်းနေကောင်းပြိုဝိုင်းမင်းကဝါပိုးပါပါလေးလွတ်လွတ်လပ်လပ်လေးဟွာလေးတော်လက်လက်လေးငါတီးခိုင်းတာ ဟောဒီထက်ပို့တာဒီထက်ပြော့တာလည်းမရှိ တော်မကောင်းနေကောင်းဟေးတော်ပြီကိုဝါကိုကိုင်းအလုံးနဲ့ဒူတန်လေးလုပ်ကြည့်အောင်ဒီဆိုင်မင်းဘာလုပ်တာမင်းဝါမားတာဖြစ်လာတော့ မပါဘူး မင်းဝါမားတာတောက်လျှောက်ကိုငါကြားလိုက်တယ်မင်းဝါမားတာ ပလီပလာနဲ့ဘယ်နာဝါမ မင်းစမဆွဲပြောနေမင်းဝါးရီပိုးသွားတာလေ အဲ့ဒါဝါမာတာမဟုတ်ဘူး ဘာဖြစ်တာလဲ ဝါမာတာမဟုတ်ဘူး ဘာလို့တာတော့ မင်းစရာမင်းကိုထိုးထွန်း ထိုးတော့ဘာဖြစ်လို့တော့ စောင့်နေမပါနဲ့တော့မင်းတို့ပါ ဟောဘာဖြစ်လို့တော့ ချလာတော့ရှင်လာကလား ဟောရအဲ့လိုပြောနေကလေးကိုဟောဘာလို့ မနေရရမင်းနေလားမင်းငါအကူပြောကြတယ်အကြောင်းမှမရှိမင်းဘာဖြစ်တာလဲ ငါဝါချက်တဲ့ဖြောက်ဆိုဒီတာမင်းကွာဟဲကိုဒေတာဖြောက်ဆိုပါသွားတယ် ဟောအဲကိုကြောင့် အေကိုတန်ကြောင်ဖြောက်ပါသွားတယ် ငါချက်တဲ့ဖြောက်ကြမင်းကွာတော့ဟဲကိုဒေတာဖြောက်ဆိုပါသွားတာ သိကြလား သိချတယ် သိကြတယ်နော်မအဲ့ဒါတော့အရှင်းပါမယ်ဟေ့စမ်းပွင့်မင်းငါစက်ကင်ထားတာမင်းဘာလုပ်နေ မင်းတို့ဘာလဲမဆောင်လို့ဘာလဲမစရာငါလည်းမတည့်ဘူးနော်တစ်ဖက်ရမတည့်တာကောင်းညပတ်တာစမ်း ရအတုတ်ကိုအလုံးနဲ့ဒူဒန်လို့အလုံးလုံးနေအတုတ်နေမှာမဟုတ် ဘယ်လိုလဲလားအလောင်းလုံးနေတာကွာ သူအဲ့လောက်မဆုံးမင်းကဆုံးလို့နာ မင်းတို့ကောင်နေအလုံးပေါ်စေတနာထားစမ်းပါနော်ဟေ့အဲကိုတွေပါနေရတယ်အဲကိုတွေရှော့ ဘယ်တော့လဲကွာခုတော့လဲကွာ မလုပ်ပါနဲ့မင်း ဘယူဆိုင်တန်းမှာကွာအလုံးလုံးနေတယ်ဒါမင်းအဲကိုပါသေးတာစမ်းကြည့်တယ် ပါသေးတယ်လို့
ရှာတော့ဒီကနေ့နောက်ကျမတာငါသိတယ်ဘယ်လိုခေါ်ကြ အဲ့ဒါတော့ငါပြောဟေ့အဲကိုဒီပါသေးတယ်ချောသားမှာအဲကိုဒီရှော့ ရှော့လေကွာပြော မဆိုင်ရင်ဆိုင်ကြည့်နော်ဒီဘက်လက်စမ်းသားမှာဆိုင်ကြည့်သားမှာဆက် လာအာ စီနာလေးသူ့ပါဇက်ကလွတ်နေကောင်းတယ်ကောင် ငါဒီကမပြီးသေးဘူးမင်းတို့ဘာလေးဒီသေးချာကြီးဆိုင်ဟေ့မားတဲ့ကောင်ကတော့ဒီတကငါရှော့မှာနော်သိကြလားသိကြရနော်ငါဒီဟာဟေးချောင်းလေဟုတ်ဟေး မိုက်တကယ်ဆိုင်စစ်တဲ့မိုက်တစစ်ဆိုင်စစ်တဲ့ခီတာကောင်းဆောင်ဟာဝီကြီး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 အမလေးကျင်းနေဖုတ်ကမလာဒီပါဟဲ့ဒါဆိုင်တဲ့ဘောတော့ဒီလောက်အောင်တဲ့ချဟောတာကြီးကလာဆိုတာဆိုင်ဆရ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 ာတောင်းလာတော့တောင်းလာတော့ဆိုင်တဲ့ကတူမျိုးကြိုက်တာမျိုးစိတ်ကမပေးတာဘူတာကိုဘွားသိဘေဘီဒီတော့ကိုအလုတ်ကိုအလုံးနဲ့တူတူတန်တန်လုံးမှညီညွတ်သဘောကျတယ်ဒါမျိုးကြိုက်တာရလို့ဆက်အားမျိုးစိတ်ကမပေးတာဘူတာကိုဘွားအသိထွားပါတဲ့ဒါကြောင့်ဒီနေ့ညမှာတမိုင်းစကားအချမ်းထားပြီးညီအောင်ခင်ဗျကိုဝင်းတင်လို့တိပြဆောင်ပါ ကိုဝေးတင်လို့တီးပြမှာ ဟုတ်တယ် ဝေးတင်ဆိုတဲ့တစ်တပင်ကောင်းကလေးလို့ကျွန်တော်တို့ငတ်တောင်းနားဖို့ရတာပါ ဟုတ်တယ် ကျွန်တော်တို့ပညာမပါပါဘူးဝေးတင်ပြီးခဲ့တဲ့ပညာတွေဘယ်ပညာမှတ်တော့ ဘယ်ပညာ ကြည့်ကြဟေးချစ်ခင်ရလို့မြန်မာမျိုးလို့ကျွေးကြော်ဟင်းကျွေးဂီတာလေးကိုအညီညာတွေကပန်းပန်းမနိုင်ပါဘူးညီညာ အာက တို့မြန်မာဗလာဆိုင်တော့စ ဘာဖြစ်တယ် တို့မြန်မာဗလာဆိုင်တော့စ မြန်မာတွေပိုင်နဲ့ဗလာဆိုင်နားတော့မှာကျွန်တော်တို့ပိုင်နဲ့ဆိုင်ကဒါမြန်မာတွေပိုင်နဲ့ဆိုင်ဖြစ်ပါလေညီညွတ်ထင်ပိုင်တာမဟုတ်ပါဘူးကျွန်တော်မိသားစုအားလုံးပိုင်နဲ့ဆိုင်ပါမှန်တယ်ကိုမြန်မာတွေပိုင်နဲ့မြန်မာဆိုင်ကိုတန်ဖိုးထားပါလို့ပြောကြရင်အာကမြန်မာတွေပိုင်နဲ့ဗလာဆိုင်တီးကြရ လောက်စမတန်ဘူးလို့မပြောနဲ့ ဟေးညမိဘာလို့ဝါစားလဲ တားကိုလုံနေတာပြိုဝိုင်း ခင်ဗျာ ဒီပွဲကြမှာစူးစမ်းလိုက်လား မလီစူးစမ်းမှာဘောကိုရပဲဟာဟိုညလုံးနဲ့ဗ ဘယ်လေပြောရင်လေပြောလို့မင်းမျက်လုံးပွင့်ကိုမပွင့်ဘူးဟာ ဒါဖွင့်ထားတာပဲလေဒါဖွင့်ထားတာပဲ မင်းကြမှာလေမိလိုက်တာကွာဘာလို့လောက်မိရတာတော့ ဟမ်ဟောဒီညလုံးအမေကြီးတော့မေးတာမဟုတ်ဘူးဆရာရဲ့ ဘာလို့မေးတော့ မိပါတွေကိုတနာလို့ညလုံးကိုချွေးထားတုံးနေတာ ပြိုဝိုင်းစူးစမ်းတော့သူဒီ ဘယ်တော့မှမဆုတ်ရဘူး စူးစမ်းနေသူကြီးကတော့တူပွားနေအောင်ပါပဲ ပါပဲ စိုင်းတော်တင်မကောက်ဘူးရောက်ရှိတဲ့ကြီးရွာကစားကျိုးဝိုင်းစူးစမ်းရင်မင်းတို့အားလုံးချစ်တယ် ကျိုးဝိုင်း ဟုတ်တယ်နော်အဲ့တော့ပြိုဝိုင်းစိုင်းစင်လေးသဘောကျတော့တစ်ခေါက်လောက်ပြန်စစ်တာ ဗရမ ပြဘုံတော်မြတ်ကြောင့်အေးရစိတ်သောဘောတော်မတတိမဏိနီလာနေတဲ့တကြောင့်ဘောဘခေါ်ဟောတပြကြောင့်မတတကြီးကဘလက်ချက်ဒီကိုဝဲအဲ့ဒါကိုတတော်လား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  အဲ့ဒါမျိုးလူကျင်တာတကယ်ကြိုးစားနေတာပြိတ္တမြင်နော်စိုင်းစင်ကိုအသက်မရှူပဲတောက်လျှောက်စင်နိုင်စက်တိုက်ရွတ်သွားတာတကယ်ကြိုးစားတဲ့ကလေးပါပြိုဝိုင်းတစ်ခေါက်လောက်တစ်ခေါက်လောက် ဗရမဘုံတော်မြတ်ကြောင့်အေးရစိတ်သောဘောတော်မတတိ
မနီလာပြတဲ့တကောဘကွာချင်းစီမလေးတကောဝဲအဲ့ဒါကိုတကောလားမကိုတကောလားမကိုတကောလားမကိုတကောလား တကယ်ကြိုးစားနေတာနော်တကယ်ပါရမင်းဩမင်းလည်းကိုလာပါကိုသားလိုပဲပြောပါမယ်ရတယ်ကိုရွာနဲ့ကိုဆိုင်ဘာမျိုးမှရမင်းမင်းတို့ခေါ်တာမကြိုက်ဘူးဟုတ်အဖွာပို့ဆိုတယ် ဟုတ်မင်းမင်းတို့ခေါ်တာမကြိုက်ရပါတယ်အမပေါ့ကျွန်တော်မဟုတ်ဘူးလားပြိုဝိုင်းကို အကျွေးတောင်းတာလား လက်ပဲချီလာလို့ပဲချီ ရပါတယ်ကိုရွာနဲ့ကိုဆိုင်ဘာမျိုးပွင့်လင်းပြောကျွန်တော်မဟုတ်ပြိုဝိုင်းပါတော့ရတာဗောရတယ်ကျွန်တော်ပြောမိမယ်ပြိုဝိုင်းတကယ်ပါတဲ့ကြိုးစားလို့လည်းမင်းအမတကယ်ချစ်နေပြီတဲ့သိလားပြိုဝိုင်းသဘောကျလို့တဲ့အဆန္ဒဆိုင်စင်လေးတစ်ခေါက်တော့ပြန်ရွတ်ပါဦး အတူအမအမလားမဆိုမောင်းလုပ်ပေးပါမောင်လေမေဘာလို့အဲ့လေးကမွေးကနာပချိန်မထွက်လို့ငါမေ့ထား အတော်မကောင်းနေကောင်သဘောကျလို့ပါတဲ့ဆိုင်စင်လေးတစ်ခေါက်တော့ရတယ်လေဟောဘယ်ပြောင်းတော့ပြောင်းရစတော့ဘောင်းတော့ဒီမီဒီယာပြတဲ့တကောဘောဟုတ်ကဲ့တမကြီးရပြတဲ့တကောဝဲအဲ့ဒါကိုတကောလားဒါမျိုးလူညင်အဲ့ဒါမှလည်းကြိုးစားမှတရွာလုံးချစ်တာကလေးရစားလူကြီးရစားအားလုံးချစ်တာနော်ကိုနော်ရကိုရပါတယ်ကွာလေကိုညီကိုတွေပဲရတယ်ကိုဟမ်ပြောပါကွာလေရတယ်ကျွန်တော်မဟုတ်ဘူးဘသူပြိုဝိုင်းလားပြိုဝိုင်းအကိုကမင်းကိုပြောနေတယ်တကယ်ကြိုးစားလို့တဲ့ကိုညီလိုလည်းချစ်တယ်တဲ့အကိုကဆိုင်းစင်လေးတစ်ခေါက်တော့ပြန်ရွတ်ပါဦး မသားလေးဘသူမှမငါ့ကိုမခိုင်းဘူးမေအကြီးကခိုင်းတယ်တိတ်တော့ပါပဲ သဘောကျလို့ပြိုဝိုင်းတီအားရှိအောင်စစ်မိတာ ဟုတ်လိုက်ဟာကိုယ်တွေနဝရဆိုတာဒုက္ခတတ်သူခဲမဖြိုးရဲ့ဆရာတဆူပါဟုတ်လိုက်ဒါကြောင့်ယခုလိုမြန်မာတွေလူတဲ့အလူပွဲနားစင်သူအများကိုကြိုက်တော့အောင်ညီအောင် ပြိုဝိုင်း ကိုနေရလို့တစ်ခေါက်တော့တိပြိုင်စားကွာ ဟုတ်တယ်ကိုနေရဆိုတာဒုတိယဆရာပါကျွန်တော်ဦးကြီးမန္တလေးဝိတ်တင်အောက်ကမန္တလေးနေရန်ရွာမှာတောက်လျှောက်ရောက်တယ်ကျွန်တော်ဦးကြီးပါဟုတ်တယ်ဦးကြီးဆရာတွေပေးတဲ့ပညာနဲ့ကျွန်တော်ကျွဲတီမှာလာပြီးတော့ကြောခွင့်ရတာပါကျွန်တော်ပညာမပါပါဘူးမန္တလေးနေရန်ဘလို့တီးတော့အားတော်ကြီးอ่ะ လောက်စားရုပ်ရှင်မင်းသမီးတွေချစ်တဲ့ညီဟိုကလေးဒိုးဆိုင်ဆရာလှပြီးသားပါဘာလို့ဓာမီနဲ့ထိုးနေတာတော့ နေရာမှာဆိုလို့ပါ ဓာမီကြည့်တော့လေဓာတ်ခဲအကျွန်းလေးနဲ့ အိမ်လေလာခဲ့အယူသေးပေါ့ဘာတော့ ပြောင်းအောက်ကမင်းနဲ့မန်နဲ့ channel လို့ဆိုအဲ့အမလို့ဆိုပတ်မပေးဘူးဆိုတော့ညီမင်းငါမြောက်ပြီးမှလားဘာလို့မှမြောက်ပြီးမှဟမ်မြမဒီမှာအဟုတ်ချစ်တဲ့ကြီးတဲ့ရုပ်ရှင်မင်းသမီးတွေချစ်တဲ့ညီအဲ့ဒါတော့ကိုငချွန်ကိုချင်တာမဟုတ်ပါဘူးစင်လာတော့မွေးပါဘူးဟမ်ညီအောင်ဂယုဆိုင်ညီအောင်ညီအောင်ဆိုရင်ကြီးချမယ်ငါပဲချမ်းကောင်းနေပြောမခံနဲ့နော်ကြီးတစ်ခါဆိုရင်9000ပေးမယ်တစ်ခါဆိုရင်9000မွေးချင်မွေးပါစေကြီးတစ်ခါဆိုရင်9000နိုင်ညီနောက်ဆုံးကအောင်ကြီးကွက်တီလေးတခါဆိုရင်9000ပေးမယ်9000နော်ကောင်းလို့ညီအောင်ဟိုတာမင်းတို့ပေးဖို့ဂျပန်ကဖင်ကားကတော့ခံလိုက်ဦးမယ်အဲ့ဒါမင်းဂျပန်စီသွားကြမလို့ပါဘူးမင်းအကြောက်ဆုံးပဲပြအာကာအဲ့တော့မင်းစင်းလိုက်တာဒီပါလေတစ်ချက်တည်းလေရုပ်ရှင်မင်းသမီးတွေချစ်တဲ့ညီအောင်နဲ့ကြီးနဲ့ကွက်တီလို့ဒီကမှတော့မွေပေးညီတခေါ်မှကြလည်းမျိုးတာပဲရုပ်ရှင်မင်းသမီးတွေချစ်တယ်ညီအောင်ကိုငချွန်ကိုချင်တာတော့မဟုတ်ပါဘူးဗျာအာကာဘာတော့ရုပ်ရှင်မင်းသမီးတွေချစ်တာဘယ်သူတွေရောပြောစမ်းပါဆရာကိုလာလို့အကုန်လုံးကချစ်တာဘယ်သူတွေရောကျွန်တော်ညီအောင်ကျွန်တော်ဆရာရဲ့အလားပါဟုတ်ကဲ့သိန်းကလေးတန်နဲ့ဟောတာဟိန်းဝေမပြောတော့ဟောမင်းလည်းပြောစီခြင်းလို့ပါကွာသဘောကျလို့ပါပြောစမ်းပါနည်းနည်းလေးအဲ့ဒါမှအမောပြေတာငါမင်းကိုမင်းသားမင်းကိုနိုင်ပါလေမင်းကပြုံးလေးနေရမှာလေပြုံးလေးနေရမှာလေပါတယ်ပိတ်သက်ကိုမျက်နှာလေးပြုံးဟာသိန်းကလေးတန်နဲ့ဟောတာဟိန်းဝေရန်နေရပိတ်သက်ကိုအပြုံးလေးပြီးပြီးတော့လက်ကလေးပိုက်ဒါပဲပြုံးလာငါပြုံးလေးပြီးရပြုံးရမှာလေအဲ့ဒါတော့ရတာမင်းအပြုံးတော့ပိုင်လို့ငါပြုံးရမယ်မင်းတော့မင်းဟောတာသိန်းကလေးတန်နဲ့ဟိန်းဝေရှာ
ကြည့်အောင်တမဘာမဆက်လို့ရန်တွေ့မဲ့မန်နေဂျာကြီးစနေတွေ့ ငါလည်းပြောစလို့ပြောနေတာလေကွာ မင်းခက်တီတီဖြစ်နေတာ ဟုတ်ဘူးလေမင်းကပြောင်းသလိုဖြစ်နေတာ မပြောင်းလို့ဖြစ်နေရတာ နှခမ်းလေးပေါ်လက်တာပါတာပြုံးစမ်းပါ အဲ့ငါမပြောတော့မင်းပြောပြစမ်းပါ မကြီး မင်းမျက်နှာလည်းပြုံးတာနဲ့မတူဓာတ်လိုက်နေလို့ပြည့်အဲ့ဒီရတယ်မပြောပြသေးနဲ့ အဲ့ဒါမြည်လေးတော့ကိုဒါဒီလိုမပြောတော့ဘူးရိုးရိုးမပြောတော့ဘူးနိုင်ပြန်ချမယ်လာပြီချပါတော့ဒီကောင်လေးအမေပြီးရမှာတော့ အမေကနှမျောကြပါအောင်လား အဲ့လောက်ညမှာတော့မင်းမေးတယ်ဘယ်လိုဆိုမလို့ကွာ အဲ့ဆိုငါဘယ်လိုဒီရမလဲ ဖြည်းဖြည်းတီး ဟောဖြည်းဖြည်း ဖြည်းဖြည်းလေးဖြည်းဖြည်းလေး ဖြည်းဖြည်းလေး ပြောပါလို့လာဟော လောက်ကြပါကွာငါနေနေပြတ်ကုန်ပြီလားကွာအမလေးရှိရမကောင်းနောက်ကကောင်းလာတယ်အမလေး တခါတည်းနဲ့နှလုံးပြီးသွားအောင် အဲ့လိုမဟုတ်ဘူးလေ မင်းပဲဖြည်းဖြည်းဆို အလောတော်ပုံမှန်အာ မဟုတ်ဘူးလား ဟုတ်တယ် ဩတတောင်းသားဟုတ်လေငေါ့နေတာ အာကာဘုရားမှာကွာနည်းနည်းမြောက်ပေးစမ်းပါ စိုက်เสียလေးညီအောင်ဆိုတဲ့စိုက်เสียလေးစိုက်เสียလေးညီအောင်ဆိုတဲ့စိုက်เสียလေးညီအောင်ရဲ့အလားပါဟာအာကာပြောပြမှာ ဟုတ်မေ ညီအောင်ရဲ့အလားပါဟာအာကာပြောပြမှာ ပြောစမ်းကွာအလုံးတရား အသားကလေးဖွေးဖြူဟင်းဝေရံနဲ့တူ ဝါ အသားကလေးဖွေးဖြူဟင်းဝေရံနဲ့တူ ကဲဟုတ်ပြီရှိစက် နာရံကလေးစင်တင်ဟောတာကိုလူမင်းနာရံကလေးစင်တင်ဟောတာကိုလူမ ကျန် င်း တာပြောင်းကျန်တာပြောင်း မြက်ကုံးမွေးလေးမင်းနေတော့ပြည်တီဦးလေးပေါ့ပေါ့ အာကာကောင်းနေတာရှင်းဆက်စိုးသားမှာဘာဖြစ်နေရလဲ နာနဲ့ပြည်တီဦးလေးပြည်တီဦးလည်းပြောင်းလို့လေ ငါဘယ်လိုလုပ်မှာလဲ အာပြည်တီဦးကပချိုင်းလေးပါတယ် အော်ပြည်သူကပချိုင်လေးပါ အဲ့ပချိုင်းကိုချစ်ကြပေါ့ ငါပချိုင်မပါဘူး ဟမ် ငါပချိုင်မပါဘူး လောက်ရပါလေငါ့ကိုကြည့်ငါတင်ပေးမယ် ပချိုင်မပါလဲပအောင်ပြောလို့ရတယ် ပြည်တီဦးကတရက်ကအတွင်းထဲမှာအပြင်မှာပချိုင်းဟာလားအဲ့ဒီပချိုင်းကငါးပြခုသွား ဘယ်လိုလဲအဲ့ဆိုတော့မင်းကပြည်သူလို့ပြောနေတယ်ပေါ့ အကြည့်တာ အဲ့တော့ဆန်းဆန်း ပြည်တီဦးပချိုင်း အဲ့ပါစားကိစ္စကြီးနမဖေပေါက်ကြီးကြနာပဲ တူမလားနော်မြက်ကုံးမွေးလေးမင်းနေတော့ပြည်တီဦးလေးပေါ့အနဘူကလေးပြောင်းတောင်းမေးတန်းလူရဲ့မောင်းအနဘူကလေးပြောင်းတောင်းမေးတန်းလူရဲ့မောင်းအနဘူကလေးပြောင်းတောင်းမေးတန်းလူရဲ့မောင်းညနာကြီးကစက်ပြီးအဖေအတိုင်းကြီးညနာကြီးကစက်ပြီးအဖေအတိုင်းကြီးတပင်ကဒိုးတော်မိုးချိုးပြမဲ့တော့တပင်ကဒိုးတော်မိုးချိုးပြမဲ့တော့နေရကလေးကာတာတာဝမကြီးတညာနေရကလေးကာတာတာငသိတဲ့ညာအဲ့ဒီကောင်းတဲ့ချာကြီးအဲ့ဒါအဝေးစီAkwesi. Me go a ver si no chi. Kami. Bari dah no. တော့အလိုက်ကန်းဆုံးမသိတယ်ကောင်ဟဲ့ပြောဝိုင်းပြောစမ်းသိအောင်ပြောစမ်း Lu lu nam过来的. Ta ta sa. မင်းကမငိုစမ်းပါနဲ့မင်းမျက်နှာကြည့်ရတာကငါနီလိုမီလိုဘူးနေတာ Xin lên nào lu ba se ai. ပြောဝိုင်းကဲလို့ Đi gấu nhiều quê gì. တော့အလိုက်ကန်းဆုံးနားမလဲတဲ့တကယ်နားမလဲတဲ့ Cái yêu quê gì. Cái yêu. စလာ Mình lu lu nam lên đâu cả. Ta ngã đâu chế tu xin lên. ကျေးဇူးရှင် နားလေလား။ဒါငါတို့ရဲ့တပည့်အောင် မင်းတို့တစ်ဖွဲ့လုံးကိုလောက်ကင်ကျွေးနေတဲ့ထမင်းအိုး တမပါလား။နော်။ဒါတပည့်အောင်ကွာ ထမင်းအိုး ။ကြီးအောင်မဟုတ်ဘူး။တမပါလား။ဒါတပည့်အောင်ကြီးအောင်မဟုတ်ဘူး။နားလေလား။ဒါကြီးအောင်မဟုတ်ဘူးကွာ ည ။ဒါတပည့်အောင် မြင်မြင် Chi ông mà phu là cái nào? ဟိုကောင်ပြောတာတစ်ခွင်းနဲ့မင်းပြောတာကမနေတော့ Bố bảo cả biết. Không nghe bảo sexual là biết. Hả? Sexual là biết. မင်းဂွေးစီလို့ပြောတာစိတ်ဆိုးတာပေါ့ Ê, cái ly này. Tết đời là mà chị internet là mà tôi này đủ vào đấy. ဒီပရိသတ်ရှိမှာငါကောင်ဂွေးစီလို့ပြောတာငါရှက်တာပေါ့ Cái là chết xem mà đừng khổ yêu mà. ဂွေးစီလို့ပြောတာကငါဂုံယူရမှာ Lấy mà bị thế thì mày cha đi lấy mà đuôi yêu là. လို့တော့ Quê yêu ta lưng ngủ. ဘယ်လောက်တော့ Tết khuyên này à đấy. အဲ့တော့မင်းဖြုတ်ရောင်းလိုက်လေ Ngà yêu thì mà bộ thì đôi đi bố đi là giống này bà là. Cái ly là cái chứ mà thì giống lại bà là. ဟဲ့
တော်တယ်ကွာဖေးပါပဲ မင်း ခွေတလုံးသိ တော့ရအာကိုရတဲ့ကောင်မကအာကိုမဟျအဲ့မိုက်ထဲမှာမင်းပတ်စံဘယ်နှချက်ပါ အဲ့ဒါဘာလို့ပေါ်တာ အဲ့မိုက်ဝေထားတာမင်းပတ်စံဘယ်နှချက်ပါလဲ ဘာလို့လဲ တစ်ချက်မှမပေါ့ အဲ့ဒါဘာလာပြော အဲ့ဒါငါပတ်စံနဲ့ဝေထား ဟာမဘာမမင်း ငါပတ်စံနဲ့ဝေထား မင်းဝလာမဟုတ်ဘူးငါမင်းအမေမခင်ကြီးဝဲထား ဘာဖြစ်တယ် မင်းအမေခင်ကြီးဝဲထား ငါအမေမက်ခမင်းကြီးဝေတာ ဟေးလေ ကဲအဲ့ဒါမင်းငါရှင်းရှင်းမမေးမယ်ငါဘုဒ္ဓသားလေ မင်းငါသားလေခင်ကြီးသားလေခင်ကြီးသားလေကွာ ဟေ့ ငါနေရအဲ့လေစင်မာကြီးလေဘယ်လိုတလူကြီးနဲ့တူလားတော်ကွာ မနေနေမက်ခမင်းကြီးသားမက်ခမင်းကြီးဝေထားတာငါပိုင်တာပဲဒါငါဝေထားတာမင်းနဲ့မဆိုင်ဘူးမင်းပတ်စံတစ်ချက်မှမပေါ့အဲ့မိုက်ချမင်းပေါ့ပိတ်တတမ်းငါမကြားချင်လူရှင်တော်နှစ်ယောက်ခေါ်တာအာကိုရတဲ့ကောင်မကျွန်တော်အာကိုမယ်ကျွန်တော်ချစ်ဆုံးပျော်ဝိုင်းရင် ပြန်ဆက်အတန်ကလင်ကူးမှတန်တဲ့ တကယ်ချစ်စရာကောင်းတာပျော်ဝိုင်းရင် ကြာပြန်ဆက် နည်းနည်းလေးမြဲလေကြာကြာရလေးလှုပ်ရှားမှာပျော်ဝိုင်းရင် ကြော်လို့ရောက်ကြတာနဲ့ထူး ဒီကောင်ကစိတ်တွန်းလုံနေတာပျော်ဝိုင်းဟေ့ငါဆိုင်နဲ့အချောက်မပေါ့ယောက်ျားလို့ထူးပျော်ဝိုင်း ကြော်မဆိုး ဟိုမင်းကငါစိတ်တော်လားလို့နေဟေ့ယောက်ျားတွေနဲ့ဖွဲ့စည်းတာနဲ့ဖွဲ့စည်းအချောက်မပေါ့ယောက်ျားလို့ပြောငါဟိယောက်ျားဟောသား အော်ငါဟဲ့ အဲ့လိုလုပ်စမ်းပါ ယောက်ျားပါဆိုး ဒီကောင်ငါစိတ်တော် ဦးကြီးနော်တော့ ဒီကောင်တလောက်ရိုက်တာကိုနှွဲနေသေးတာဟေ့ငါဟိယောက်ျားကြာကြာကြာလုပ်စမ်းပါငါဟိယောက်ျား ယောက်ျားပါဆိုးဘလို့အော်ဦးကြီးနော်တော့ ဒီကောင်ငါရိုက်တာပြော့နေလို့ကျွန်တော်ရိုက်တာပြော့နေလို့ရော့ရိုက်စမ်း ငါဟဲ့ယောက်ျားဟောဟာဟဲ့တပ်ကြီးနားရဲဟဲ့မတားရဲ့ငါနာမည်လာတယ်နော်တပ်ကြီးရဲ့မပွဲကတပ်ကြီးရဲ့လာလိုက်တာ ကိုမင်းသားနေဟေ့ပြောဝိုင်းယောက်ျားတွေနဲ့ဖွဲ့စည်းတာဖွဲ့စည်းနော်ကြာကြာရလေးလုပ်စမ်းပါဥပကကောင်ငါအာမကောလို့ငါမင်းအောက်ကိုရှားတယ်ဆရာသိကြလား သိကြတယ် မင်းငါကြိုက်ပြီးပါတယ် သိပါဘူး ပြိတ္တကအများကြီးနေနေလို့ရှာရဘယ်သူနဲ့မှမတူအောင်နော် မတူစရာဘူး သိကြတယ်နော် ကြိုးစားတာတီးလိုက်လာပါပြီပြုတ်လာပြီပြုတ်ပြုတ်ဝိုင်းလာပြီပြုတ်လာပါပြီပြုတ်လာပြီပြုတ်ဝိုင်းဝိုင်းလာပြီပြုတ်လာပါပြီပြုတ်လာပြီပြုတ် ဘုံနေနေ ဝိုင်းလာပြီ ပြောဝိုင်းငါမြောက်ခိုင်းတာမင်းလာလာဒီပြန်လာဒီပြောခိုင်းနေတာမင်းမြောက်ခိုင်းတာ ဟောဆရာရဲ့အကင်မပါလိုက်တာနော်ဟောဆရာရဲ့အလှပါတွေကိုတင်စားပေးဖို့ပြုတ်ဝိုင်းလာပြီဆိုတဲ့အကြောင်းကိုပြောတာ ဟောငါရဲ့လက်ပါတွေကိုတင်စားဖို့ပြောဝိုင်းလာပြီ ဟုတ်တယ်ဟောလာပါပြီပြုတ်လာပြီပြုတ်ပြုတ်ဝိုင်းလာပြီပြုတ် ဟုတ်ပြီ အမတ်တရားတွေကိုပြောပြမှာဝိုင်းဝိုင်းကျွန်တော်ပါညီမြောက်လာကိုတင်စားမှာပြိုဝိုင်းကျွန်တော်ပါညီမြောက်လာကိုတင်စားမှာပြိုဝိုင်းကျွန်တော်ပါ တင်စားတော့တင်စားတော့ မမဝဝထထက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  ဟုတ်ရပြောဝိုင်းငါမြောက်ခိုင်းတာမင်းကြပြားလေးအရင်တော့ကြပြားလေးသူခိုင်းနေတာမဟုတ် ဟောကလေးတွေကဆရာရဲ့အတူနဲ့မှမတူအောင်မြောက်ပေးပါလေ မင်းဘယ်လိုမြောက်မလဲ ဟောကလေးတွေတင်းနေတဲ့ခဗျာလေးနဲ့ဖွဲ့လွှဲပြီးတော့ဆရာအလာကိုတင်စားမှာ ဟောအဲ့ကြပြားလေးနဲ့ငါမြောက် ဟုတ်တယ်မမဝဝထထကအတ္တပဋ္ဌမဟုတ်ပြီကဘာမမယအောင်မခံလေးဒီပေးမှာကဘာမမယအောင်မခံလေးဒီပေးမှာ တော်တော်လိုက်ပြီးတယ်ကောင်ပြိုဝိုင်းတကယ်ကျွန်တော်ဒီဇိုင်းလုံးနဲ့အချစ်ဆုံးပါတကယ်လိုက်တည်တာပြိုဝိုင်း တင်းတော့မတာတော်ပြီနကာတော့တော်ပြီ မင်းလည်းကလည်းညင်လိုက်တာကွာပြိုဝိုင်းဗါတယ်မမဟောပါထတာကအ တ္တပဋ္ဌမကဘာမမယအောင်မခံလေးဒီပေးမှာ မင်းအောင်မင်းခံလို့ပြောတာတွေ့တော်ဒီဘာငါမတွေ့ပြိတ္တကအများကြီးချက်တယ်ငါမျက်နှာဘေးထားလို့ထားမှတော့မသိဘူး ဘယ်သားမှမသိကျွန်တော်ဖေအောင်လာထားလေချီးမွမ်းတော့မှာပေါ့ညနေမေးလေး ကောင်းကောင်းလို့စမ်းပါမမဟောပါထတာကအ တ္တပဋ္ဌမ ကပါ မမယအောင်မခံလေးဒီပေးမှာ ရှိသေးလား ဟောရှိတာပေါ့နော်ဟောကျုပ်ယူပါကတကယ်မစိုးဟောတာဘူးကျုံဖြိုး
ရှုပ်ယူပါကတကယ်မစိုးဟောတာကိုကြောင့်ပြော ယူလိုက်မင်းငါတပွဲဘယ်လောက်ပြီးတာ 3 သိန်းပါဆရာ ဒီပွဲသဘောကျလို့6သိန်းပြီးမယ် 6 သိန်းကိုပေးပါတကယ်ပေးပါပေါ့ဟေးကလေးတို့ရကလေးတို့ရကလေးတို့ရတော့ကြာကလေးတို့မလို့တော့6 သိန်းကြီးဆိုတယောက်တည်းပဲပြောတော့မယ် ငွေမျက်နှာကြီးလိုက်တာဟဲ့ငမေးရဲ့ မလို့ ယူလိုက်ငါ6သိန်းပြီးမယ်ငါစမ်းပွင့်နေတဲ့အကြောင်းလေးတွေငါပြောတယ် အဲ့ဒါကိုတားပြောချင်နေတာ ကျွန်တော်တီးလာတာ3နှစ်ရှိပြီဒီနေ့ကျမှကျွန်တော်ဒါစမ်းပွင့်နေ မပြောနဲ့တော့ဒီနေ့ထူးထူးခြားခြားကြောက်သွားတာတအားကိုစမ်းပွင့်နေတာကျန်တာမကြည့်နဲ့ပြီးခဲ့တဲ့ကွယ်ကျွန်တော်တို့မကွေးမျိုးပေါ်မှာတီးရတာ မကွင်းမျိုးပေါ်မှာ မ တီး ကွေးမျိုးပေါ်မှာပွဲစားတိုင်းရက်ပေါ်မှာတီးရတာ ဝိဇ္ဇာရဲ့ရက်မှာတီးရော ပွဲစားတိုင်းရက်မှာတီးတော့လေကျွန်တော်ဆိုင်းစီကညီညီအောင်ရဲ့အလှပါကိုလည်းမြင်ရောလေ ဘာဖြစ်တော့ အော်ကလေးပွဲစားသမီးတွေကလေဝိုင်းပြီးချိန်နေလိုက်ကြတာချိန်နေလိုက်ကြတာ ကြွားခြင်းမဟုတ်ပါဘူးဗျာကျွန်တော်မကွေးဟိုနေ့ကမှပွဲစားတဲ့ရက်မှာကျွန်တော်တီးတာပွဲစားသမီးတွေကကျွန်တော်ချိန်နေဆိုတာတခြားမဟုတ် ဟုတ်ပါ ပလုံးတစ်လုံးတိန်းနဲ့တီးလိုက်တာနဲ့လက်ပြသိန်း80 90လက်မှာတီးနေတာဆိုတော့ပွဲစားသမီးကချိန်နေဆိုတာတခြားမဟုတ်ကြိုက်တယ် ကောင်းလေးလားမိုက်ကြီးပြဒီကကြောင်မဟုတ်ဘူး ယူဝိုင်းပွဲစားသမီးတွေကငါချိန်တော့ဘယ်လိုဖြစ်တော့ ပွဲစားသမီးတွေကလည်းချိန်ရောကျုပ်ဆိုင်စရာကတ်တောင်းမှာငုတ်တော့ကလေးဒါကိုနှစ်ပိတ်တစ်ခွက်ရှိရတယ်ဒါကိုဘယ်ရလေးနေမှမသိဘူး အောက်ဝေနေ ငါကြိုက်နေတာလေ ဟိုစတာပါဆရာဆရာကိုကြိုက်နေတာဟောဒါတွေမကားသေးဘူးနော်ပိတ်တယ်ရွှွတီးလိုက်ရွှွ ဒီလိုတီးတာပေါ့နာမည်ကြီးလို့ ရုပ်ရှင်ပြောဆောင်ရွှတီးတယ်ရွှဆိုတာတနာစရာကောင်းတာပြီးခဲ့တဲ့ပွဲအိမ်မှာတရက်လေးပဲနားတာနော်ညီညီအောင်အိမ်မှာရှိတော့ကလေးမှကြာရောက်ချလာတာရောက်ချလာပြီးအိမ်နဲ့လည်းဝင်ပြီးတော့ကလေးညီညီအောင်လည်းမြင်ရောကွန်ကွန်ကြီး ခေါ်နေ ကွန်ကွန်ကြီးကွန်ကွန်ကြီး မူနဲ့ ဘာဟုတ်ပါက မင်းလာခေါ်စီခြင်းလို့မူတာကိုမရဘူးဂျင်းလေးကငါနောက်ကျော်လေးကိုခဏခဏလာပို့တာ နော်နောက်တော်လေးကိုထုတ်ပြီးတော့ကွန်ကွန်ကြီးနဲ့ရွှရွခေါ်ခြင်းတော့ခေါ်ကျုပ်ဆိုင်เสียနော်ဟယ်လိုနောက်ကိုတစ်ချက်လည်းမကြည့်ဘူး ကျွန်တော်ကမာနာကြီးလေ ဒါမှမဟုတ်လွယ်နေတာကျော်လောက်ပါအောင်မာနာကြီးရတယ် နေ့လေဘိုးလွဲရမလားမာနာကြီးတယ်မကြည့်ဘူး ကျုပ်ဆိုင်เสียမာနာကြီးတာဒါတွေမကားသေးဘူးနော်အခုခေတ်စားနေတဲ့မင်းညစ်မို့ဟိုမင်းညစ်မို့ခုမှနာမည်ကြီးတာအရင်နာမည်မကြီးခင်ကကျုပ်ဆိုင်เสียအောင်တစ်ဖက်တည်းယူမှုကြိုက်တာဒါကျန်တာမကြည့်နဲ့ကြောက်တော့အခုပွဲစည်းတော့ခင်လို့လားချင်လို့လားတော့ဒီပွဲတော့ဒီဟုတ်ပြောနော်အဲ့ဒီပွဲတော်စည်းမှာကျုပ်ဆိုင်เสียနဲ့နှစ်ယောက်ထဲသွားတာအဲ့ကလေးမလေးနှစ်ယောက်ထဲကားလေးနဲ့သွားပြီးကြည့်အောင်ဘာတော့မသိဘူးငါနဲ့နောက်ကနေလိုက်အောင်ပါသူတို့ကကားနဲ့သွားကျုပ်ကနောက်ကနေစပိတ်နဲ့လက်ကားမိလားစပိန်နဲ့စပိန်နဲ့လက်ကားလိုက်တာ ငါလည်းတအားနေမှနေဟောမိလဲမိရောမဲကျုပ်ဆိုင်ဆရာနဲ့မင်းကြီးမနဲ့နှစ်ယောက်ထဲအမောင်ထဲမှာတော့ ယမီမင်းကျန်တာကြီးတော့ပြောပါအဲ့ဒါကြီးတော့မပြောပါနဲ့ ကြောပါအဲ့ဒါကြီးတော့မလုပ်ပါနဲ့ အမောင်ထဲမှာနှစ်ယောက်ထဲ ဘုံပြောရင်အစနာဟာကြီးကငါလက်ခံတယ်ဒါကြီးတော့မလုပ်နဲ့ပါ ပြောပါအရှက်လို့ပါ ပြောပါအမောင်ထဲမှာလောက်ဖို့ပါကြိုက်သွားအဲ့လိုကြီးတာပြောတာကြာ မူးနေတာငမေးရဲ့ ဟုတ်တယ်မဲနှစ်ယောက်ထဲနော်အမောင်ထဲမှာဒါတော့ပဲ ဒီလိုဖွင့်မှာပါ ဖက်လာပဲလို့မလေးအမောင်ထဲမှာကြည်လာလာခဏနေတော့မင်းမြင့်မိုလီကအောက်ကရောက်သွားနိုင်တော်လေးလည်းကြာရောညီညီအောင်လေးကအောက်ကရောက်သွားနိုင်ဘာလို့ကြားလဲ အားလုံးပဲခဏနေတော့မင်းမြင့်မိုလီကအပေါ်ရောက်သွားလိုက် ယူဝိုင်းဘာတွေလုပ်နေကြလဲ ရာစီနာရဲ့ကောင်းဘူးလားဒီကြောက်ကလည်းမူးချစ်တာအောင်ရနေအောင်လုံးပေါ့ပဲကျေးဇူးရှင်မနားမလဲတဲ့ကောင် အားရ ကျေးဇူးရှင်လို့မသိဘူး မကျေးဇူးရှင်ဟုတ်တယ်ကျေးဇူးရှင်တော့မင်းကျေးဇူးဟာဘာရှိတော့ မင်းဆောင် ဘာရှိတော့ပြောတာ မင်းကြီးကဆို ဘာရှိတော့ပြော မင်းတို့နှစ်ယောက်ကမင်းကျေးဇူးဘာရှိတော့လို့မေးလို့ငါဖြေမှာ ရှင်းလေ ဘာဖြစ်တယ် မင်းကျေးဇူးဘာရှိတော့ ကဲဟုတ်ပါပြီမင်းတို့ငါရှင်းနေပဲပြော ပြောတယ်ပြော ကဲမင်းတို့ဒီအင်ကြီးဘယ်သူဝဲပေးတာ ဟမ် ဒီအင်ကြီးဘယ်သူဝဲပေးတာတော့ ညင်ညောင်းဝယ်ပြီ ဘာဖြစ်တယ် ညင်ဝယ်ပြီ ငါဝဲပေးတာအင်ကဲငါမကောင်းပြောတဲ့ကောင်နေမလို့ချင်းအခုအင်ကြီးအခုချုပ် ဟာချစ်လို့စားတာလေကွာ ချစ်လို့စားတိုင်းငါမလို့ချင်းငါကြီး အဲ့ဒါမိကြောင်အဲ့ဒါမိကြောင်ငါရဟတ်ပဲရှိတာတလောင်းစားမရမှာဝင်းစီနေနိုင်တာချုပ်ပါရချုပ်မယ်ကွာ မင်းကတော့မထွက်ရတယ်နော် ပြောအင်ကြီးတစ်ထည့်လေးကားတော့ငါပြောင်းဝင်မယ်ကွာတော့ထွက်ရ င
ငါမကောင်းပြောမှတော့ငါဝေးပြီးထားတာပြီးစရာအကြောင်းမရှိချွတ်မင်းတို့လည်းတန်းဖို့မတန်းတာမျောလို့ချွတ် ဒီမှာဟဲ့ဒီမှာမင်းဝယ်ပေးတဲ့အင်ကြီးနော်ဒီမှာနော်ရော့နင်တို့လည်းသိချင်တယ်မသိချင်ဘူးမင်းကငါတခုပဲပြောခဲ့မယ်ဟဲ့ မင်းကြိုက်တယ်လို့ပြော နော်ရမင်းကငါတခုပဲပြောခဲ့မယ် မင်းတက်တယ်လို့ပြော ဟဲ့ရညစ်ချင်တာတွေညစ်ပြီးတဲ့နောက်ပိုင်း ညစ်ချင်တာတွေဖြစ်တာ ရစကားမပြီးတော့ဘူးညစ်ချင်တာတွေညစ်ပြီးတဲ့နောက်ပိုင်းမှာပြုတ်ဝဲဆိုတဲ့ကောင်ကကန်းတော်အောင်မိုက်တော်မှာဒီမှာညင်ကြီးအောင်ငါနောက်မှာပါလာတဲ့အာကားဆိုတဲ့ကောင်ကမုံရဲဆုံရဲတယ်ဆိုတရဲတရဲလည်းရဲတယ်နေ့နေ့မုံရဲဆုံရဲပါလားတရဲတရဲရှိတယ်ဆိုတာမင်းမမေ့နဲ့တော်ပါလား ဝါဒါရင်ငါနားမလဲဘူးငါအင်းကြီးချုပ်ပြီးပြီလား ပြီရ ငါအိမ်ငါပြေးထားတဲ့အင်းကြီးထင်မို့မင်းတို့အောက်ငုတ်ကြည့်တယ် အဲ့တော့ တောင်းကြီးအဲ့တောင်းကြီးငါဝေးပြီးထားတာငါဟာချုပ် အာရောချစ်မယ်ပဲ့လိုက်ကွာနေကြောင်မင်းဝဲမယ်လို့ပြောတာဘာကြောက်ဝဲမယ်လို့ ငါတောင်းကြီးချုပ်ပြီးမင်းတို့ဘာသာဘဲတော်တော် ဒီမှာနော်ဒီမှာနော် ပါလေ ဒီမှာမင်းဝဲပေးတဲ့တောင်းရှင်နော်မေတ္တာပါနော်ထိုင်ပါနော်ပုံလိုက်ပြီနော်ဟိုကလေးပါရောက်ခဲ့အေးကြောက်ငါတပည့်တရားတဲ့ကုသကုတော်မင်းရောမင်းကငါတိအောင်တစ်ခုပဲပြောခဲ့မေးရလွတ်ဆိုင်ရတိအောင်တစ်ခုပဲပြောမယ် ပြောစက်ကွာဘာ နော်ဟာဒီလောကမှာ ငါပြီးစားမရှိတာဝယ်လို့ရပါမယ်အတိတ်တရားမရှိတာဝယ်လို့မရဘူးဆိုတာမင်းမြဲမြဲမှထားစမ်းပါဟေးတီကိုအော်ကလေးကဒါကငါတလားတော့တိုက်ရမှာလားမသိဘူး ငါလာပြီးတစ်တော်အကွက်တွေနဲ့လာလုံနေတာဟေ့အဲ့ဒါတွေနားမလဲဘူးကမင်းတို့အောက်ဘာရှိသေးတော့ ဒါလေးတော့လေဒါလေး အဲ့ တော့ ဒါတွေပါအဲ့ဒါငါဝယ်ပေးထားတာဒါလေးကဟိုနေ့ကမှပြိုဝိုင်းမင်းဆိုအဲ့ဘောင်းမင်းကပွဲစည်းကဝယ်ပေးထားတာချွတ် ဒါလေးတော့လောက်ပါနဲ့ရွာသားတွေ ငါဘောင်းမင်းချွတ်ခဲ့ မလောက်ပါနဲ့ ငါဘောင်းမင်းချွတ်ခဲ့ မလောက်ပါနဲ့ရွာ ငါမကောင်းပြောတာပြီးစရာအကြောင်းကြီးချွတ် ဟိုခဏနေပါဦးမလေးဒါလေးတော့မလောက်ပါနဲ့ ဘာဖြစ်လို့လဲ ဒီပေါင်းပြီးချွတ်လိုက်ရင်ကျွဲထီရွာခွေးမုံဆုံးပါတွေဟာတတိတီနဲ့လားနေနေမယ် မချွတ်ပြရသေးနဲ့မျိုးရိုးရိုးတာမရဟိုလိုတာမလားမလို့တော့မလုပ်ပါနဲ့မလုပ်ပါနဲ့ဟိုစကားမလုပ်ပါနဲ့မလုပ်ပါနဲ့မလုပ်ပါနဲ့ အဲ့ဒါတွေငါမလို့ချင်ဘူးကဲမချစ်ဘူးမလားပြန်ဘောင်းပြီးတော့ယူသွား ရတယ်နော်မင်းငါတို့ကဒါလေးပဲပြောရနော် ရပြန်မင်းတို့မပါလဲငါဆိုင်ကြည့်လို့ပြန် ရတယ်မင်းပြန်ဆိုရင်ငါခုပြန်မှာဒါပေမဲ့ငါမပြန်ခင်မင်းကစကားတခွင်းပြောခဲ့မယ်ဟဲ့ ပြောစမ်းကွာ တကယ်ချင်းကိုမင်းကငါနစ်နာအောင်ငါလည်းပြန်ပြောပါ တော်တော်ရှည်တဲ့ကောင်ပြော ပြောခဲ့မယ်ဟဲ့ အားလုံးပြော ဒါပဲ မကောင်းနေပါ ပြန်မင်းကောင်ပြန်လာကောင်ပြန်ရ မင်းဘာလုပ်နေမင်းဘာလုပ်နေမင်းရောစင်း မင်းဘာကောင်မပြော မင်းရောစင်း မင်းဘာကောင်မပြန်မပြောရမင်းခိုင်းနေငါပေါ်လာရမင်းဘာကောင်မပြောရမင်းတတ်ချင်ပြ ဒါငါဆိုင် ရပြီမင်းငါခင်ဗျားတပည့်ဒါတော့ကျုံးတယ်ညကျုံးလို့ရဲ့ ဘုံနေပေါင်းရအောင်အဲ့ဘက်ပြောကြလို့မင်းဘာဖြစ်ချင်တာမင်းတဲရော မင်းဘာကောင်မပြောရမင်းရမင်းကလည်းအခုမရှိရင်အိမ်ကြမှာရှင်းမယ်ဟဲ့နော်မင်းငါလူမတဲ့လူပဲပြတ်မှာကြောက်လို့မင်းဟဲ့ ဘာဖြစ်တယ်ဘာဖြစ်တယ် လူပဲပြတ်တော့ကြောက်လို့ဟဲ့ အောင်မအလူပဲပြတ်မှာမင်းဘယ်လောက် မင်းတတ်ရှင်းလို့ရမင်းတတ်ရှင်းမင်းကလည်းအလူမပြတ်လာမတဲ့ချူရမင်းကလည်းအိမ်ကြရင်ရှင်းမယ်မင်းအိမ်မှာမရှင်းရင်လမ်းကြရင်ရှင်းမယ်ရငါဖုန်းနံပါတ်မှတ်ထားတာရ ဘာဖြစ်တယ် ဖုန်းနံပါတ်မှတ်ထားရ မင်းဖုန်းနံပါတ် မင်းတတ်ရှင်းကောက်ခေါ်လိုက် သိကြလားတကယ်ခေါ်မှာနော်ပြော39ပြောအာ900 ဖုန်းနံပါတ်ကိုငါပြောနေတာ 39 39ငါမှတ်မိတယ် 251 251 8နှစ် 8 36နှစ် 36နှစ် မှတ်မိလား မှတ်မိတယ် ကိပိထေဆန် လာဝိုင်းနေဟေးစင်ရဆင်းလိုက်တော့ဖျားကျွဲဒီပိတ်တာထင်းသေးအောင်မလုပ်နဲ့ဖျား ဘာဖြစ်လဲ ထင်းသေးအောင်မလုပ်နဲ့ မင်းဘာထင်ကြီးကြ ဒီဆိုင်နေလိုက်မှထင်းမစားမကောင်းဘူးနော် ဘာဖြစ်တယ် ရှေ့လျှောက်ငါဆိုတဲ့ကောင်တက်လန်းနေကြည့်လေဖျား မင်းဘာတက်လန်းနေတာ မကြီးသေးမဲ့တော့မဟုတ်ပါလားမကြီးသေးမဲ့တော့မအားရတော့စီးပွားရေးလားမလို့နဲ့ကျုံးပုံမှာငါလည်းဘယ်နေကြည့်ပြကျုံးပုံမှာလို့မလို့နဲ့ကြည့်ပြီးသားမဲ့လည်းကြည့်ပြီးသားကျုံးပုံမှာမလို့နဲ့ ဒီကောင်အကြောင်းလို့ညနေကပျောက်သွားပါလေလို့နေတာမကြီးမသွားကြည့်တာ ပြောဦးသိန်းကပြောကြဦးသိန်းကရောက်မင်းဈေးချုပ်ခနဲ့ရောက်ငါစစ်ပေမဲ့နောက်ပုတ်လေရောက်ဦးသိန်းကနောက်ပုတ်လေ မကြီးမင်းပြီးမှတော့ အဲ ဟာ လာမယ် တော့မမသိကျွန်တော်ပြိတယ်မပြင်းနဲ့နော်ဒီနေရာလေးပါတပုတ်လေးပါဒါလေးပဲကျွန်တော်ညီမလေးတို့အားလုံးတော့ဆိုပေးမယ်နော်နောက်ကဘိုးရင်ထားသမား အာရမင်းငါတို့ကြချုပ်ခိုင်းတယ်သူလည်းချုပ်ခိုင်းသူလည်းချုပ်ခိုင်း နောက်ကကျွန်တော်မှမငင်းအရင်ထလာအစရောနေရပါလားလာမြင်မလားရောက်ပြီလား Sắp vào đi. ကျွန်တော်မှ
ရှင် မနေ့ကတော့ကျွန်တော်တော့မခင်တန်းတို့ပါကျွန်တော်တော့ကဒီနေ့ကျွန်တော်ကိုတာဝန်နဲ့ဆိုင်ထဲမှာလိုက်နေတာပါအဲ့တော့တူဒီဆိုတော့လေသူကဟိုဆိုင်လိုက်ဒီဆိုင်လိုက်ပေါ့ဗျာရွာကရောက်တော့မေးလို့ပါခင်တန်းတို့မပါဘူးလားဒီပွဲတော့မပါဘူးယုဒါကကျွန်တော်အမတဝန်ခွဲပါနာမည်လေးကမငိမ့်လို့ခေါ်ပါတယ်မငိမ့် ရှင် တချင်းဆိုရမယ်နော် ဟုတ်ကဲ့ ဆိုနိုင်သလား စုံနိုင်ပါတယ် သိကြလား သိကြပါတယ် ခင်တချင်းတော့မဟုတ်ဘူးနော် ဟုတ် လူကြီးများအကြိုက်ကျွန်တော်ဆိုခိုင်းမှာဖြစ်ပါတယ်အမ ရှင် ရတာသိကြတယ်နော်ကျွန်တော်ဘာသချင်းတီးလဲဆိုတာအမနားထောင်တာမကြီး ရှင် ဘာသချင်းလေးတီးတယ်နော် ဒီပါလေ စုကြည့်သမ်းမ ဒီဒီလက်တဲ့အလပီတာပီညာကိုနေကြရီဒဝိဒဒီညာဒီလိုက်ပါနေကျမတို့ဆရာကျိုးစားပါလို့ထရဲ့လားပီညာကိုနေထတော့လာပီညာအဖို့ထိုင်တာကသူရှိကတကယ်မလေးကျမတို့လေးပါနောက်စိတ်ကြစမ်းပါဒီလေကခေရာခေရာစိတ်ပညာဒီတဲ့လေးခေမကြပါဘယ်ဘေးရလူဟဲပါတစေရဒီလေတာ သုတိကာတိဟံမကြီးပါဥဟံမတဆင်ရတိလက်တန်ကတာအရင်တော့ကဆိုင်းပင်ကြီးဖြစ်ပါတယ်စိန်ပေတာတို့ခေတ်ကတော့စိန်ပေတာနဲ့အပြိုင်ဆိုင်ပေါ့စိန်ပေတာနဲ့အပြိုင်ဆိုင်သုတိကာတိဟံမကြီးတဲ့နာမည်အရင်ကတော့တာတွန်းလို့ခေါ်ပါတယ်တာတွန်းတို့တီးလိုက်ရင်တော့ဟံပကွာလို့ပြိတ္တကပြောကြတာများတော့နာမည်ကဟံပလို့ဖြစ်သွားတာဥဟံပကြီးကိုကတော့ရင်ကျွန်တော်ဒီနေရာမှာတီးချင်ပါကျွန်တော်တို့မြန်မာတွေပိုင်တဲ့မြန်မာစိုက်ပညာတော်တယ်တက်တယ်ဆိုတာမရှိပါဘူးတဲ့တီးတက်လေးခက်လေးမှတ်ကြစမ်းပါလို့ဥဟံပကဒီနေရာကနေပညာလေးပေးခဲ့တာပါဒါလေးကိုကျွန်တော်ကထင်းထင်းရေးတီးပြခြင်းမှာစိုက်လို့ကြတော့နားထောင်ကြည့်အောင်ဟေး ဒါလေးပြီးရင်ကျွန်တော်အတူတကနဲ့လူမှာကျွန်တော်ဂုဏ်ပြုပေးပါမယ်ပရိသတ်များစုံလုံးလေးပါညနေကဆိုင်းကနားလာဆိုတော့နည်းနည်းနောက်ကျတော့အချိန်လေးကအခု10နာရီခွဲသွားဒါကြောင့်မလို့ကျွန်တော်ညီမတွေမပြတ်ပါနဲ့ဘယ်လို့မဆိုလောတဲ့လောကထိတ်မကောင်းပါဘူးလုံးရင်လည်းအားလုံးကမှားတက်ကြလို့ပါဒီနေရာလေးမှာကျွန်တော်ညီမတွေမပြတ်ပါနဲ့လို့တောင်းပန်ရင်ကျွန်တော်တချင်းလေးတစ်ပုတ်ပြီးချင်ပါတယ်နောက်ကကျွန်တော်မငိမ့် ရှင် ထားစမ်းမရသေးလား ရပါတယ် တချင်းလေးတစ်ပုတ်ထပ်ဆိုရမယ်နော် ဟုတ်ကဲ့ ကျွန်တော်ဦးကြီးမန္တလေးဝင်းတင်ဘယ်ရက်ဘယ်ဌာနေပဲရောက်ဒီသချင်းလေးနဲ့မြစ်တာပို့ပြီးမှကျွန်တော်အကြီးဆိုင်တည်တယ်ဘယ်သချင်းလေးမှတ်တော့ဒီသချင်းလေးပါဗျာ ရက်လေးမျက်နှာရက်ရှင်းမျက်နှာမှာကျွန်တော်မြစ်တာပို့ချက်မှာ
ကျွန်တော်ဦးကြီးမန္တလေးဝစ်တင်ပို့တခဲ့တဲ့မြစ်တာတီးတီးချင်းလေးတစ်ပုတ်ဖြစ်ပါတယ်ဒါကိုကျွန်တော်ကဒီနေရာမှာထင်းသိရင်ကျွန်တော်တီးချက်မှာကျွန်တော်တို့ကျွဲထိတနေ့နဲ့တနေ့လဲအလူရည်ဆက်လက်နဲ့မကွာလူနိုင်တန်းနိုင်တဲ့ပုဂ္ဂိုလ်တူပုဂ္ဂိုလ်မြတ်တွေဖြစ်ပါစေတောင်သူဦးကြီးများလဲတီးနှံစပါးတွေတနေ့နဲ့တနေ့အများကြီးရကြပါစေကျွန်တော်တို့ရွာလောသမြကိုင်သမြအရာအားလုံးအောင်နိုင်ကြပါစေလို့ညီညွတ်ကြီးမြစ်တာပုံရင်တီးကြည့်မယ်ခင်ဗျာအရှိရနိုင်ရှိသောမန္တလေးမှုကျွန်တော်ပြည်သက်များမရှုပ်ဘူးခင်ဗျာစိုင်းကိုရင်အောင်ရှင်းအောင်ဒီလိုတီးတယ်မရတာဟိုက်တရွာရှိသေးတယ်ကိုကလည်းမုံမစားကြဘူးသူများလည်းဆုံးမချဘူးလား မနေပါဟမ်ဒီမှာသူများဆိုင်တီးနေတာဖြစ်လို့ဖြစ်စည်းနေဘာလို့တာဘာသူများဆိုင်တီးနေတာဖြစ်လို့ဖြစ်စည်းနေဘာလာလို့တာတော့မင်းသားလာကြတာလေကျွန်တော်မင်းသားပါခင်ဗျာဟိုကျွန်တော်လူတန်းနဲ့ပြောဟုတ်ကျွန်တော်ခွေးလို့ဟာမင်းသားပါဆိုမှမင်းတတန်နဲ့ပြောနေတာမောရွာသားရဲ့မင်းသားဟုတ်တယ်ဒီပွဲကျွန်တော်မင်းသားပါတယ်လို့မကြားပါဘူးကျွန်တော်တို့ကလည်းလူမှလည်းကျွန်တော်မပြောဘူးရွာသားတကယ်ပဲမကြားမိတာလားကျွန်တော်မကြားမိတာအမလေးကျွန်တော်အလူတကားနဲ့အလူမှမိသားစုဟာဒီကျွဲချီရွာတရွာလုံးကပရိသတ်တွေအားလုံးကလေတာကျွန်တော်မောင်ပြိုဝိုင်းရဲ့အလားတာကျွန်တော်မောင်ပြိုဝိုင်းရဲ့အကားကြည့်ကြလို့ဆိုပြီးတော့စုံငါလုံးဟာဒီကတာကလေအားတဲ့ဂျားကနေမအားတဲ့ဂျားနေလင်အားတဲ့ဂျားအားလို့လာတာပေါ့မအားရင်ငါကြံတဲ့နေရာတော့နေမှာပေါ့လို့မအားတဲ့ဂျားကနေပြီးတော့လာရောက်ပြီးပါရမီဖြည့်တယ်ရွာသားရဲ့သိကြလားသိကြတာပေါ့ကျွန်တော်အလူတကာနဲ့အလူမကဖိတ်ကြားကြရမင်းသားလာကြတာပေါ့ဟုတ်တာပေါ့ရွာသားရဲ့သိကြတယ်နော်ဟုတ်အဲ့တော့မင်းသားဘယ်နာကောင်ဟောကျွန်တော်ဒီဆိုင်းရှည်လေးပဲကမယ်လေမင်းသားကလို့ရလားဟိုကလေးတော့နည်းနည်းလေးနောက်နည်းနည်းဆုပ်ပြီနော်မင်းသားတက်နေခွေးဦးပြန်တတ်တယ်နော်
ကဲဟုတ်ပါပြီမင်းသားကျွန်တော်ဆိုင်းရှိကမယ်ဆိုကျွန်တော်စကားတော့နားထောင်ရအောင် ရပါလေ မင်းသားတကယ်ရောစစ်လား မင်းသားအစ်စ်ပါခင်ဗျာ ကျွေးတီဆိုတာဒါကျွန်တော်မိသားစုကြည့်ပါမယ်မင်းသားလိန်စားမယ်တော့မကြမ်းနဲ့နော် ဘယ်တော့မှဟာဒီမင်းသားကလိမ့်မစားပါဘူးခင်ဗျာ ဩသိကြတယ်နော် သိကြပါတယ်ခင်ဗျာ ကဲဟုတ်ပါပြီအဲ့ဆိုမင်းသားတကယ်ရောစစ်လား အစ်စ်ပါခင်ဗျာ သိကြတယ်နော် သိကြပါတယ် မင်းသားစစ်လားမစစ်လားကျွန်တော်စမ်းမယ်ဗျ ရပါတယ်ခင်ဗျာ သိကြလား ရပါတယ်ခင်ဗျာ ကဲမင်းသား ရ ကျွန်တော်ကိုတကယ်မင်းသားစစ်ကြီးတွေဆိုတာခွင်းတော်လေးပိုင်ပိုင်နေနေစုနေရမယ်နေရီစည်းလေးရရမယ်ဝက်လက်စည်းလေးရရမယ်အဲ့ဒါတွေရလား ရပါတယ်ခင်ဗျာ ကဲခွင်းတော်ဆိုတာတော့ထားလိုက်တော့မင်းသားကျွန်တော်ဝက်လက်နေရီစည်းလေးတဲ့ကိုတချင်းလေးတပို့တော့ နေရီစီ ဟုတ်ကဲ့ နေရီစီကိုအရင်ဆိုပြမှာ နေရီစည်းနားလေလား နေရီ အမ် နားလေတယ်နော် နားလေတယ် နေရီစည်းလေးတဲ့မှာဘယ်သူမှမကြားဘူးတဲ့တချင်းလေးတပို့နဲ့ ရတာပေါ့ဘယ်သူမှမကြဘူးတဲ့တချင်း ဟုတ်တယ် နေရီစီ ဟုတ်တယ် ဟာဒီမင်းသားဆိုပြမယ် သိကြတယ်နော်လက်စမ်း မြောက်ပြန်လာလိုက်လေ လိုက်တယ်လေ လိုက်နေအောင်လိုက်တော့ဒီကမင်းသားကလေပေါ်လျှော့ကလော့လျှော့ဆိုင်နေနေဆိုတိတ်မဆိုးတတ်ဘူးရဲ့ အောင်မကဲဟုတ်ပါပြီမင်းသားတော့လက်ဖြောက်ဖြောက်သွားစမ်းပါ ရတယ်မြောက်ပြန်လာပြောနေပဲအမှန်တကယ်တမ်းတော့တော့နဲ့ကြီးတစ်ခုလိုပါပဲကွယ် နည်းနည်းကြားဖို့နေတယ် ငါကိုယ်တိုင်မသိကြတယ်ဘယ်လိုများလဲမုံဆိုးဖြစ်လိုက်တားလာဖြစ်လိုက်ကိုယ်အော်ဘုဒ္ဓရှင်လူသားအားလုံးခမည်းတော်ကျုပ်တို့နေထိုင်ရဟာဒီလူပေါင်းဘဝဟာတကယ်တမ်းကျတော့မြို့ပြကြီးတစ်ခုဆိုပေမဲ့တရားသဘောနဲ့ကြည့်မယ်ဆိုရင်လေဟောတာကြီးကတောနယ်ကြီးတစ်ခုပါဗျာဒါကြောင့်မို့လို့လေမြောက်ပြလုံးပြောနေတယ်အမှန်တကယ်တမ်းတော့တောနယ်ကြီးတစ်ခုလိုပါပဲကွယ်ငါကိုယ်တိုင်မသိကြတယ်ဘယ်လိုများလဲမုတ်ဆိုးဖြစ်လိုက်တားလာဖြစ်လိုက်ကွယ်အောင်မလေးကောက်လာကြည်လားပြောဝဲရဲ့ ဘယ်သူမှမပြောပါဘူး ဘယ်သူမှမပြောလို့ကိုပြန်ဘဝင်ညင်နေရပေါ့ဟာ မင်းသား ရ စိုးတော့မစိုးပါဘူး ဟုတ် နေရီစည်းလေးတဲ့ကိုစိုးသွားတယ် ရ ဒါနဲ့မင်းသား ဟာ ဘယ်သူမှမကြားဘူးတဲ့တချင်းဒီတချင်းကျွန်တော်ရင်းရင်းနှီးနှီးကြားဘူးနေ ငါမကြဘူးပါဘူးရွာသားရဲ့ ဟမ် ရွာသားအဲ့ဒါနားကြမလို့နေမှာပါ အဲ့ဒါဆိုဒီတချင်းကဘယ်သူဆိုတာလဲ ဒီတစ်ချင်းကိုဆိုခဲ့တာကလေ ဟုတ်ကဲ့ အလေးငါကြော်သွား ဟုတ်ကဲ့ မန်ဘန္ဒရာ ဟုတ် ဘာဘာလေးဖြူရဲ့အမဲလိုက်တာတဲ့ ဒါကြောင့်မင်းသားငါကြားဘူးနေပါလေလုံနေတာမင်းသား ရ ဒီကျွန်တော်ပြောတဲ့နေရီစည်းလေးတွေကိုရတယ် ရ ဒီတချင်းလေးနဲ့ဆိုသွားတော့ပို့ပြီးသဘောကျတယ် ဟုတ် မင်းသား ရ ဝက်လက်စည်းလေးကိုပြိတ္တအကားလေးဟောဆိုပြီးတော့မင်းသားရလာ အပိုင်ပေါ်တော့ သိကြတယ်နော် အပိုင်ပဲ ဒီလိုစံလို့တဲ့ကျွန် အဲ့ တော် လိုဆိုပြမယ်ဟောညောပြလုံးပြောလဲပဲအမှန်တကယ်လဲတော့တော့နဲ့ကြည့်တစ်ခုလိုပါပဲ Hey 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 ငါကိုယ်တိုင်မသိကြတဲ့ဘယ်လိုများလဲမဆိုးဖြစ်လိုက်တာကဖြစ်လိုက် Hey 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 မင်းသားအသက်တော်ဝင်မင်းသားလာပြီဟောနှစ်ချက်စီလေးမိုင်းမျက်စောစားနေတယ်မင်းသားတမျိုးလေးကြောင့်ဟောမင်းသားဇီးပေါ့ပြီဟာအဲ့ဒါဘုချီရဲ့ဒီဘုလက်ဒီဟေးလာပြီဟေးမင်းသား ငါကိုမကန်ဘူး ဟိုမနစ်တက်ကိုဒူးသွားပြီနော်နစ်တက်ကိုဒူးသွားပြီ ငါ့ကိုစစ်ချပြီးငါအကောင်ကိုခိုးသွားတာ မင်းသားသဘောကျတယ်လို့မင်းသားနဲ့တော့မမဲလားပြန်ကြတာမင်းသားအစုံမပေးနဲ့ဒါလေးကိုအစိုးရင်းနဲ့ကားလေးမင်းသား ရတယ် တော်တော်လေး လောက်ရမယ် မင်းသား ဟိုအပြီးနဲ့အစိုးမပါဘူးပါလေဟော မင်းသားတမျိုးလေးပြောင်းမယ်မင်းသားဘလို့ပြီးသွားတော့မင်းသားရဲ့ မင်းသားဘာဖြစ်လို့ဖြစ်အဲ့မှာကိုမသိဘူး မင်းသား ညာ ငါမင်းသားလည်းခေါင်းပေါင်းလေးလည်းဘယ်ရောက်ကုန်တော့မင်းသားရဲ့ ကောင်းမောင်တားကိုချောင်းနေပေါ့သူများကောင်းနေငါကောင်းနေကြိုက်ဘူးဖြစ်နေတာ မင်းသား ညာ စိုးတော့မစိုးမင်းသားဟိုမင်းသားတဲ့တော့မင်းသားပူတယ်နော်မင်းသား ဟမ် ကျွန်တော်တခုတော့မေးပြရတယ် မေးလေ
ဒီဘွဲမင်းသားတယောက်ထဲလာတာလား ဗျာ မင်းသားတယောက်ထဲလာတာလား ဟာဘယ်ကလာရွာသားရင်တယောက်တည်းလာရင်တကောင်ကျော်ကြီးဖြစ်နေမှာပေါ့ဟာဒီကမင်းသားကတကောင်ကျော်မဟုတ်ဘူးဗျာ ဘသူပါလဲ ဟောလင်းမောတော့မရဘူးတဲ့ဟာဒီလင်းမောရအောင်လင်းမောရဲ့နောက်ကနေပြီးတော့ကူရအောင်လေမရပါတယ်ဗျာ အိုးမင်းသားတယောက်ထဲလာတာမဟုတ်မင်းသမီးပါပါတယ် ဟုတ်တယ် ကဲအဲ့ဒါမင်းသား ဗျာ မင်းသားအတန်တော့ကျွန်တော်သိမကြဘူး ဟုတ် မင်းသမီးအတန်လေးကောင်းတာမကောင်းတာလို့တစ်ခေါက်တော့ မင်းသမီးအတန်လေး အတန်လေးကြားရ ဟုတ်ပြီဗျာ လူလေးမလာခင်အတန်လေးဝင်ကြားကြည့်အောင် ကိုင်းနမရေနမရေတတ်တာဆိုတဲ့အတန်လေးကိုလေဟောဒီရှိအောင်မောင်ကြီးကကြားကြလို့တဲ့အဲ့တော့နမရေတတ်တာဆိုတဲ့အတန်လေးနဲ့နည်းနည်းတော့ခလေးစိုးပြလိုက်စမ်းပါလားနမရေစိုးပြလိုက်ပါလားနမရေ လေးဘာမရဘူးချမ်းနေဆိုင် မင်းသားအဲ့ဒါမင်းသားရဲ့မင်းသမီး ဟုတ်ပါ ဟောအတန်လေးကနဝေးချိုးထားမင်းသား ညာ ကြိုက်သွားပြီရုပ်ပါကြည့်ခြင်းနဲ့မင်းသမီးလေးခေါ်လိုက်တော့ ရုပ်ပါကြည့်ရင်လားကိုင်းနမရေဒီတခါနမရေတတ်တာဆိုတဲ့အတန်လေးကိုကြားပြီးယူပါဆိုတဲ့ရုပ်စင်းအင်္ဂါလေးကိုမြင်နေတာကြောင့်ယခုချက်ချင်းပဲမောင်ကြီးရှင်မောင်တော့အမြန်ဆုံးလာခဲ့ပါတော့နမရေ လေးဘာမရဘူးချမ်းနေဆိုင် မင်းသမီးကြည့်ရတယ်လေဂျပန်အော်မလေးဗျာ မင်းသားဘာဖြစ်တာတော့မင်းသား အော်မလေးပါလေဗျာအော်မလေးပါလေ မင်းသားဘာဖြစ်တာတော့ တိုက်ရအားကြီးတော့ ဟမ် တိုက်ရအားကြီးတော့ သူကလည်းငါနဲ့လည်းရှိသေးတယ် တိုက်ရအားကြီးတော့ ဒီမအောင်တဲ့ဒီမရှင် ဘသူ ဒီမအောင်တဲ့ဒီမရှင် စိတ်တွေနဲ့စီးရပါတယ်ကွာ မင်းသားဘာလဲ ဘသူ ဒီမအောင်တဲ့ဒီမရှင် ကိုနေအောင်မင်းသားအစနာမင်းသားမင်းသမီးကနောက်ကဆိုတော့ဒီအတန်မဟုတ်ပါဘူးအခုတော့တတန်ကြီးဖြစ်နေတယ်မင်းသား ဟိုကောင်မချက်ပေါရုံးမှာတုံးထုံးမှာနင့်ကမေးရရှိလို့နင့်ခုနကနောက်ကနေတချို့ဆိုတော့ကဒီအတန်ဟုတ်ပါဘူး ကျမတို့မျိုးကတချင်းတူရင်တန်စကားပြောတဲ့ထုံးပါရှင် ရှင် တချင်းမရှင် ရိုးစရာကြီးကွာ တန်တော့မရှင် ဟာတော့ပါကဲအဲ့တော့ဒီတခါအားဆိုရင်နင့်ငါ့ကိုစကားတစ်ခွင်းမှမပြောနဲ့ ဟုတ်ပါဘူးရှင် တစ်ခွင်းမှမပြောပါနဲ့ ပြောတော့ပါဘူးရှင် မပြောနဲ့တော့နော်နင့်စကားတစ်ခွင်းမှမပြောနဲ့ငါ့ကိုခုနကဆိုတဲ့အတန်လေးပဲငါ့ကိုဆိုးပြအတန်အဲ့အတန်လေးပဲညီးပြ ဆန္ဒမင်းသမီးနောက်ကဆိုတဲ့အတန်လေးပဲမင်းသမီးအခုစကားပြောတဲ့အတန်ကြီးနားတော့မကောင်းဘူး နော်ယွန်းနော်နော် အေးဆိုမဟဲ့ တို့ပြောနာ ဥပဒါကိုပြောအေးဆိုမဟဲ့ နင်ဘသူပြောနေတာတော့လို့ ဥပ မ ဒါ တော် ကို ဘူး ပြောနေရလေ စောရလို့ အေးဆိုမဟဲ့မတာပါလေငါလည်းကြည့်တယ်ဖက်ခွာတာနေကြအေးဆိုမဟဲ့ စောလို့ပြောနေတာငါစောင့်ငါကြည့်တော့မှာနော် ဥပဒါကိုတတိပေး စောရ လေမလာမလာ ဘာဖြစ်တာ ရလာဘာဖြစ်တာလဲ ဘာဖြစ်တာ ဟမ် တောင်းတော့အတန်ဝန်သွားလို့ပါရှင် ဟမ် ရေလေးတိုက်ထားမှာ ရှ ရှင် င်း မင်းသမီးကလည်းစိုးကမစိုးတော့ရေးလာ အတန်ဝန်ကြီးလိုက်တာပါ ရော့ရေး ဟုတ်ပြီ လေးဘာမရဘူး ဂျာကပူ မင်းသမီးဘယ် ဘယ်ကြ ကြား ဘူးလဲတော့မတာပါကြီး ဒီဝါဆိုတော့ဒီကူချင်းပူးလိုက်တာဂျာကပူ ကျွန်းကွာအဘောစော်ရင်းနဲ့ချက်ကွာနေ့လေညနာတင်ပြီးသား တမတိုက်တာ49ရှိပိုင်မဟုတ်ဘူး အာမ မင်းသမီးမင်းသားကဲမင်းသားရောက်မှတော့မထုဘူးကျွန်တော်ယုံပွဲများလို့ဇုံတဲ့အခါလေးကြည့်ကျင်တယ်ပြိတ္တကလည်းကြည့်ကျင်နေပြီမင်းသား ဗျာ ဒီမင်းသမီးလေးနဲ့ဇုံတဲ့လေးရလား ရတာပေါ်ရွာသားရဲ့ရွာသားမှာကြည့်ချင်တော့လေပြမှာပေါ့ဟမ် ကဲမင်းသားလုံးစမ်းမ ချင်းချင်းတူတူမူးပြီးတာပဲတွဲရတော့မှာပဲလေ ပြမလားမချီ တွဲဟာတာတိုင်ဝါသားစလိုက်အောင်ဟောတာတာလေတာလေဒူဘေဘေအဖူပါမေယာစွတ်ထုံးမယ်
မင်းသား စောက်ခွဲဒီစောက်ခွဲကြီးငါဘယ်လိုမှဖိမလာပါဘူးကွာ ကျွန်တော်လည်းဖိမလာပါဘူးရှင် မင်းသားဟိုမစိုးပါဘူးမင်းသားနဲ့မင်းသမီးကတာလေးသဘောကျအောင်ချစ်ချင်ကောင်းပါလေ တလောက်ကြီးကိုချစ်စ ဟို ရာ ဒီလိုလေးကြလေပြိတ္တကလည်းကြည့်ကောင်းတယ်မင်းသားအကားလေးတစ်ခုတော့တောင်းရမှာ မင်းသားမျိုးလုံးရမဲနေပြီ မဲမှာပေါ့မသားမလေးဘာတွေနဲ့ထွေးပြမှာလို့ မင်းသားပြိတ္တကလည်းသဘောကျတယ်မင်းသားနဲ့မင်းသမီးလေးတို့ဟင်းတာအစာခွင့်ကလေးဆိုတော်တော်လိုက်ပါ ဟင်းသာအစာခွက်လေးဒီပစောက်ပတ်ကြီးကို ဒါပါဒါပါဒါပါ ဒီပစောက်ပေါကြီးငါဘယ်လိုဖွင့်ရမလဲ ကဲမင်းသားအဲ့အကားလေးဆိုတော်တော်ကြည့်ကောင်းပါမင်းသား ကြည့်ချင်တာ ဟုတ်ကဲ့ ရရမှာပေါ့ဗျာဟောတာလေအဲ့ဒါသူပဲနေဘူးပါမယ်ဗျာ ဟောကြည့်ရဲ့ သူပဲတိုင်းရဲ ကျိုးသားလာရမို့ရဲ့ မင်းသားနဲ့မင်းသမီးကြည့်ရတယ်ဘလူးကြီးကြည့်နေရတယ်လို့ပဲမင်းသားဘာဖြစ်နေရတော့မင်းသား မင်းသားပြောနေတာမို့လားမောင်ကြီးရဲ့ တလောက်စိတ်စိတ်ရနေတာကိုပြောနေတယ်ထင် မောင် ကြ ကြီးပြောနေလားမောင်ကြီးရဲ့ ကဲကဲဟုတ်ပြီဟုတ်ပြီမင်းသား ဗျာ ဒီအကားလေးတစ်ခုဆိုတော့ပြီပရိသတ်ကလည်းဒါလေးကပြီမင်းသားနဲ့မင်းသမီးကြည့်နေပြီနော်မင်းသားတူဘောအကားလေးလေတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ချစ်ကြည်နူးတဲ့ကားလေး ချစ်ချင်လို့ရကဟာတိတ်ပိုင်တာပေါ့ သိကြတယ်နော် ကြည့်ချင်တာ ကြည့်ချင်တယ် ဟာရီရောလာမယ်ဗျာဟောတာလေတာလေသူကနေဖူပါမယ်ဗျာဆက်ချုံနေတိုင်းရဲဟိုမားနေတယ်နော်ကျွန်တော်တောင်းတာတယောက်နဲ့တယောက်ချစ်ကြည်နူးတဲ့ကားလေးမင်းသားနဲ့မင်းသမီးမားနေတယ်နော်စိတ်လျှော့နော်ဟေးမားနေတယ်စိတ်လျှော့မယ်မင်းသားဟာမင်းသမီးထိမ့်မယ်မင်းသမီးစိတ်လျှော့ပါမင်းသမီးဟာမင်းသမီးဟိုမားနေတယ်နော်ကျွန်တော်တောင်းတာချစ်ကြည်နူးတဲ့ကားနော်မင်းသမီးစိတ်နေပါမင်းသမီးကဲဒီနေ့တရားကြိုက်ပါစကြည့်အောင်ညနေဝိုင်းဝိုင်းလို့ကြည့်ရပါလေစကြည့်အောင်ဒီကိုလေးချစ်ချစ်ခင်ခင်ကမယ်နော်ချစ်ပြီးသားတဲ့
နေတဲ့တစ်ချင်းလေးပေါ့ဒီချင်းကတော့မကြမ်းပါဘူးဗျာကိုမနိုးကြီးကာဘာဆောင်ပြန်ဆိုထားတဲ့တစ်ချင်းလေးပေါ့ညနေဝိုင်းလို့မြင်ရပါတယ်ဒီရတဲ့သူများအားလုံးလိုက်ဆိုလို့ရပါတယ်ညနေဝိုင်းလေးနဲ့ချီရတယ်တော့ကိုရင်ဆိုရဲရှက်တိုင်းထားတဲ့နားလေးတော့ရင်လာပါပြီအေးကြချုံတော့လာတော့မယ်ကိုချင်တော့လေဒီလိုပါပဲကိုစတိကကျေးဇူးများတင်ပါတယ်ဒီနေရာလေးမှာဟုတ်ကဲ့ခင်ဗျာအသေးမရှိတော့ဘူးနေလည်းမရှိတော့ဘူးလီပေါ်တော့စီရလည်းမရှိတော့ဟုတ်ပါတယ်စတာပါကဲအားလုံးလည်းပြောရပါတယ်ကဲကျွန်တော်တို့ညီကိုကြီးလည်းတယောက်နဲ့တယောက်ကဲကိုညီကိုကြီးဖြစ်ဖြစ်ပေါ့နော်ကဲဒီနေရာလေးမှာကျွန်တော်မိသားစုများဆုံးတော့နေကျွန်တော်လူရှင်မိသားစုကိုကျွန်တော်ဂုဏ်ပြုမှတ်တမ်းတင်ဂုဏ်ပြုကြပါတယ်ကျွန်တော်လူရှင်မိသားစုခေတ္တခဏကျွန်တော်ဆိုင်းရှိကိုကြွပေးပါဆိုင်းရှိတော့ခေတ္တခဏနေရာယူပေးပါနော်ဘာကြောင့်လဲလို့မင်းရင်မှတ်တမ်းတင်ဗီဒီယိုလေးကလည်းပါရှိတော့ကြောင့်လူရှင်လူမမိသားစုများအားလုံးယခုမှတ်တမ်းတင်ဗီဒီယိုလေးကိုနောက်တစ်ချိန်မှာပြန်ကြည့်ရင်ပုပ္ပမွန်စာအပရစေတနာလေးရိုက်ကြရအောင်ဟုတ်ပြီအဲ့ဒါလူတကာကြီးဟိုကတော့ဦးကြီးတော့ဦးကြီးရောခေါ်လိုက်အောင်လေဒီအားလုံးပေါင်း17ယောက်လာဦးကြီးဝင်းတို့ဥပါသောတို့တော့ကျော်အဖသာသနာလူတိုင်ကဥပါသောအမိသာသနာလူတိုင်ကမှာတော့ခင်ဝင်းတပ်ဖြစ်တဲ့သာသနာလူတိုင်ကဥလဝင်းစုခဥပုစုဟုတ်ပါသာသနာလူတိုင်ကမှာဒေါခင်တီတာဆောခဒေါတီတာပေါ့နော်ဟုတ်
ဒါကတို့တို့ အဲ့ဥထေဝ ဟာ င် ပါကိုနာမည်ခေါ်ရင်လက်ညှိုးလေးထောင်းကြတော့ရှိ ကဲအဲ့တော့ဥထေဝင်ဟုတ်လား ဒါဥထေဝင်လား ဟုတ် လက်ညှိုးမှန်းသည်လက်မှန်မှန်းသည်လက်ညှိုးပါဆိုလက်မှထောင်းလက်ညှိုးရှိ တို့ဦးထေဝင်းကြီးကလည်းတာဝန်ကြီးပါဗျာသမင်းစားဆိုဆိုင်အဖွဲ့ကိုယ်တိုင်လိုက်ကြွေးတာ တာဝန်ရတော့ကြည်ပါတော့ကွာစကားပြောသိမပြောတတ်ပါဘူးဖမင်းစားနေဆိုင်းဖွဲ့လာတယ်ဟုတ်တယ်ဦးကြီးလို့ဦးကြီးအလူပဲကွာတဲ့မင်းတို့အလူရောက်တော့ဝါအောင်စားသွားတော့တဲ့အလူရောက်တော့ဝါအောင်စားတော့အိမ်မတို့ငတ်နေကြတယ် မင်းအထင်လွဲနေတာပါဟာစေတနာကောင်းပြီးသားပါ စေတနာကောင်းတာ ဒီကြားတဲ့အမေကြီးကကိုတော်ဆိုသေးတယ် ဗါတယ်တော့ ငါသားတို့လည်းဖြည်းဖြည်းစားကြတော့တဲ့မသိတို့ကလူစားနေကြတယ် အဲ့လိုမပြောပါနဲ့ကွာမင်းတို့ကောင်းကောင်းမွန်မွန်စားစီခြင်းလို့ဖြည်းဖြည်းစားလို့ပြော ဒီကြားတဲ့ဦးသိန်းကလားနောက်သွားသေးတယ် ဗါတယ်တော့ ဦးသိန်းကငါကောင်လေးနဲ့စားပြီးပကံလေးထားခဲ့တော့တဲ့ အေးဘောတို့ကတခိုးတွေဆိုတော့ မ လေ သိခိုးတော့မကြဒီကြံကြံနေလား ဒူကြံသေးတာဟောညီမတွေရောမောင်တွေရောကဲ7ရောက်ပြည့်အောင်လာခဲ့ ဘာလို့ဖို့လဲဟမ်ဘာလို့ဖို့လဲဆက်တယ် တို့ဆိုင်ဖွင့်နေဘောလုံးကအောင်လို့ မြင်းလင်ဘောလုံးကဟုတ်ပါတော့ဘာကိုပြောတာ တစ်ဖက်တစ်ယောက်စီတိုင်းလိုက်တစ်ဖက်တစ်ယောက် အဲ့တော့ငါမတ်တက်ဘောတက်နေမှာရတယ်ဗျာ တော်သေးတယ်ဗျမန္တကြီးကကျင်း ရတယ်နဲ့ရတယ် အမားတို့မြောက်ပြလားဟဲ့လားအမားတို့မြောက်ပြလားခုံလေးလုပ်ပေးလိုက်ပေါ့ခုံလေးရှိသေးလား အဲ့ရှာ အဲ့ရောက်ပြီတိုက်ဒီမှာလေဘာမှလူလူသိမရှိတဲ့လူပါ ဟုတ်ပါ မိသားစုလေးတောက်ပါလေ ကောင်းပါ နော်ကဲအကိုင်း ခင်ဗျာ ဒီနေ့မှာကျွန်တော်အလူတချင်းလေးတစ်ပုဒ်နဲ့ဂုဏ်ပြုပေးရစီ ဘုံပြီဆို နော်ကဲဂုဏ်ပြုမဲ့တချင်းလေးကလည်းတခြားမဟုတ်ပါ ပါပါလေ ကျွန်တော်အကြီးမန္တလေးနေရကိုလည်းရေးပေးတဲ့တချင်းလေးပါ ဟုတ်ပြီ ကျွန်တော်အလူရှင်မိသားစုဒီထက်မကအကိုင်း ခင်ဗျာ တလူပြီးတလူထက်ခါလူနိုင်ကြပါစေလို့ညီညောင်ကဒီလိုလေးဂုဏ်ပြုဆုတောင်းခြင်းနဲ့ ထက်ခါလူနိုင်ကြပါစေဟေးစဟေးအလူတကာကြီးအလူမကြီးစိတ်ချမ်းသာရဲ့လားအလုံးစိတ်တိုင်းကြောင်ဖြစ်ပါရဲ့လားဗျာအလူတကာလေးရဲ့မျက်နှာအလူမလေးရဲ့မျက်နှာကြည်လို့ဟာပြုံးပြီးပြီးပြာစိတ်ချမ်းသာတဲ့ဒီအောင်ပြပါရဲ့ဗျာအပြောချင်းပြောနေတဲ့လူတကာဒီရအပြောချင်းပြောနေတဲ့လူမဒီရပြောချင်းပြောနေတဲ့အလူတကာလေးရပြောချင်းပြောနေတဲ့လူမဒီရဘာဖြစ်ဒီကဆောချစ်စင်တော်စေတနာချစ်စင်တော်တရားနဲ့ဘေကဆုံနေကြတဲ့စနီမောင်နှံမန္တလေးကြီးရောဆိုင်ကဘောပြစ်စုထားလိုက်မှာဒီလိုလေးဒီလိုအလိုပါများစွာချက်ခါလူနိုင်ကြပါစေ ဘုရားဝန်ဆိုးတယ်တော့ပြန်ပြီးတော့ဆောရယနေ့မှဆောက်ယူဘာလို့ဒီနေရာကိုဆိုင်နေထက်ခါလူနိုင်ကြပါစေအေး လူစကားဒီအလူမဒီမိသားစုလေးပြောချင်ကြည့်ပါစေပြောချင်လေးစောစောညီအောင်အားလုံးမပြောပြောချင်ပြောနေဒီလာဒီလာပြောချင်ပြောနေဒီမှာဒီလာ
ဆိုတယ်ဘာသာတိုင်းသာမှာကြီးနောက်ပြန်ပြီးရဆိုလို့ရတဲ့မှာစာရီအလူအောင်ရတော့ဖတ်ခါဖတ်ခါသိနိုင်ကြပါစေအေး အတိတ်ကလေးကြီးစေတနာတကယ်ရောလိုက်တာဥပ္ပဆိုရဲ့စေတနာတကယ်ရောလိုက်တာစေတနာရှိလို့ချွေနေတာအလုံးသိပါခင်ဗျာစေတနာရှိလို့ချွေနေတာအလုံးသိပါခင်ဗျာစေတနာကောင်းတဲ့ဥပ္ပဆိုတာစေတနာကောင်းတဲ့ဥထေဝိညာဉ်ပြောဝိုင်းကျွန်တော်လူရှင်မိသားစုကိုညီညွတ်ကိုပြုပေးတဲ့တစ်ချက်ဒီထပ်ခါလူနာကြပါစေအတိတ်ကလေးရဲ့စေတနာတကယ်ရောလိုက်တာဥပ္ပဆိုရဲ့စေတနာတကယ်ရောလိုက်တာစေတနာရှိတဲ့ချိန်တွေကအားလုံးသိပါခင်ဗျာစေတနာရှိတဲ့ချိန်တွေကအားလုံးသိပါခင်ဗျာစေတနာကောင်းတဲ့ဥထေဝိညာဉ်ရာစေတနာကောင်းတဲ့ဥပါစရာစေတနာစေတနာစေတနာဒီကစရိယာရဲ့စရိယာပဲမဲရဲ့ဆိုင်ရာတော့ဒီစတာလိုက်မှာဇလောဒီဇလောအလိုပါရသာသက်သာနေနေကြပါစေဇလောဒီဇလောအလိုပါရသာသက်သာနေနေကြပါစေဇလောဒီဇလောအလိုပါရသာသက်သာစီကျေးဇူးတင်ပါတယ်အဲ့ဒါကြီးရွှေမုံဝင်မရွာအောင်လေ ရွှေမုံဝင်ပြောမှာဒီတယောက်လေးတယောက်ဖြည်းဖြည်းကောင်းမယ်နော်ဒီတယောက်လေးဖြည်းဖြည်းနော်ဒီထိုင်မှာအားလုံးမထပါနဲ့နော် ထိုင်ကောင်းလည်းအပေါ်ဒီလိုကောက်ဒီလိုလူကောင်းတဲ့နေရွဆွဲပြီးလိမ့်မယ်ဘယ်လိုလူ အားလုံးပဲထိုင်ပြီးတော့ကောက်ပါနော်မထပါနဲ့နော်ထိုင်တယောက်နဲ့တယောက်ခိုင်းပြီးမှဆိုလို့ ထိုင်ပြီး နော် ကောင်းလိမ့်မယ် အမိုင်းအဲ့ရွှေမုံပြီမို့ရွာမယ်ရွှေမုံကြီး let's go hey 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 She moved ya, we moved ya. Dini ye masad, ani lo chada liya. Bibi ari we ino kwa, suri ne mata me jivazi ya. She moved ya, we moved ya. Dini ye masad, ani lo chada liya. Bibi ari we ino kwa, suri ne mata me jivazi ya. အလုတ်လိုက်ခွေလိုက်ကြပါစေတိတ်ဆွေနေကြကြပေါ်လို့တစ်ကြီးဖြစ်ပါစေအလုတ်ကိုင်းခွေလိုက်ကြပါစေတိတ်ဆွေနေကြကြပေါ်လို့တစ်ကြီးဖြစ်ပါစေဒီနေ့လေးရောင်းဝယ်ဖောက်ကဆိုင်ရသမားတို့ပေါ်ပါစေတောင်းတော့ကြည့်လို့တွေတခြားမှာဝင်ပြီးလို့လေးနေကြပါစေဟေးဘောကွေတို့ကဘာကထိုးလာလဲဘုရားဆိုရတဲ့ဒီလာတဲ့လူတော်မင်္ဂလာဖဲတော်ကြီးရွှေမောင်းဝင်ဖို့ရွာနေပါပြီရှေးဘုရားဒီသားဒီတော်ရွှေတော်တို့ပြပါတာ
ကြစီငြိမ်းချမ်းရေးပတ်ပွင့်ပါစေဘုရားဒီသားလေးကြောင့်စိတ်တော်နဲ့တာတော်ဝေးဒီမတန်တဲ့ကြကြစီငြိမ်းချမ်းရေးပတ်ပွင့်ပါစေကျော်သာမြေသာမခွင့်ကြတဲ့ဒီကောင်းမြတ်ရှိပါစေလူနိုင်ကြပါစေကျော်နိုင်ကြပါစေကျွန်တော်အသက်ချသည်ဒီမှာစိတ်ချမ်းသာလို့ကိုယ်ချမ်းသာလို့ပြောနိုင်ကြပါစေ ကျေးဇူးပါတရားတကြီးတွေလည်းပြီးသားပါပြီးသားပါကျွန်တော်လူရှင်မိသားစုမှာဒီမောင်ကြီးကိုစုလို့3000ကျပ်ဟုတ်ကဲ့ပါဒီကနေ့ကလူပေါင်းများစွာလူနိုင်ကြပါစေလူနိုင်